ချင်းဟပေးတဲ့ကြအောင်ပဲမင်္ဂလာပါရှင်။ရေရွေး channel လေးကိုစေစားမှနားဆင်ပေးနေကြတဲ့ချစ်တော်လေးတွေအတွက်ရေကဒီနေ့မှာတော့နာကျင်မှု၏အခြားတစ်ဖက်ဆိုရဲဂျီယန်ဇလန်ကောင်းလေးရဲ့အပိုင်း3ကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ရေရဲ့ချစ်တော်လေးရလောက်ကရေနဲ့တွန်လိုက်ပါစီမျိုးခန်းစားပေးကြပါအောင်နော်။ကဲဒါဆိုရင်တော့ရေကဇလန်လေးကိုခူးပဲစတင်လိုက်ပါမယ်။မမဘာပုံဆွဲနေရလဲ။မမခဲပကြီးဆွဲတတ်တာချင်းတင်းသိတောင်မသိဘူး။မမရန်ကုန်မှာနေတော့ online ကနေတင်ထားတာ။တငယ်ချင်းမိတ်ဆွေတွေကိုပုံလူလက်ဆောင်လေးတွေပေးတယ်လို့ဆိုပြီးခုပုံကရောဘသူလဲလှရနော်နှောင်းရီပြုံးလေးရဲ့အဲ့ဒါမမအမြဲပြောနေရဲ့အမမေယွန်းခါလေးလှတယ်မဟုတ်လားအပြင်မှာအိုက်ထက်ပုံလှတယ်မအချောင်းပြောနေရရင်ကိုပြုံးနေမိတာပဲမဟုတ်လားဟိုးအိမ်မက်ထဲကလူအပြင်မှာပုံတူမကြည့်ပဲဆွဲနိုင်တာတော်ရုံစကိလားမဟုတ်မှလို့ရောမမမိခလီချင်းစိတ်ဝင်စားနေရလားဟာဟာနှောင်းရီရှက်သွေးဖြာသွားရတယ်မိခလီချင်းရောစိတ်ဝင်စားခဲ့မရှိဘူးလားရုပ်တီချင်းနဲ့မေးလိုက်တယ်ဟာမဖြစ်ဘူးလေမမရဲ့ရှိတာမှသမီးနှစ်ယောက်သားတစ်ယောက်သူတို့လည်းတမက်လို့ချင်းရှာမှာပေါ့ချင်းနေစကားကိုနှောင်းရိပ်နားမလဲနင်းစကားကြီးကဘလို့နားနေကြမှာလဲဟာနင်းကရောယောက်ျားမြူတော့လားဟိချင်းနေရီစားက transman တယောက်ဟိမမကပါကင်းနေအမေတို့တမက်မရှာပဲနေမှာပေါ့ဟေးနေဘယ်တော့ကကီးသွားလဲကြာပြီးတိုင်းရှို့ထားတာအဲ့ဒါကိုသိလို့ကိုကမကြည့်ရလေသူ့ယောက်ျားက transman ဖြစ်နေလို့ချင်းနေကရှမ်မောကပြောနေရင်အမေတို့ရောသိတာနှောင်းရိပ်မှာအံ့ဩလို့သူ့ညီမလေးဘယ်တော့ကကင်းနေလဲဆိုတော့ကိုတော့မသိရဲ့သိတော့သိရဲ့သဘောမတူတဲ့တူလာအောင်စူးစမ်းရမှာပေါ့အဖေကတော့ဖြတ်ခိုင်းနေရပဲဒါပေမဲ့ချင်းင်းကတော့မဖြတ်နိုင်ဘူးလေသူကချင်းင်းပေါ်အရန်ကောင်းတာချင်းင်းလဲအကြောင်းလုံးကကောင်းလေးတွေထားဦးတာပဲသူ့နောက်ကိုမချစ်ခဲ့ဘူးသူ့ကိုတော့အရန်ချစ်တယ်သူ့ချစ်သူအကြောင်းကိုအားတက်တယ်ပြောနေရဲ့ညီမဖြစ်သူကိုကြည့်ပြီးမမျက်နှာလေးကိုမြင်အောင်လာပြပြီကျမလှည့်ကြရင်ရောညီမလေးလိုတက်တည်ရှိပါမလားပြီးတော့မဆိုတာအပြင်မှာတကယ်ရောရှိရလားအတွေးပေါင်းစုံဖြင့်မြေကြီးကြာလာရပြမှာပြီဟာမမဘာလို့ငိုနေရလဲချင်းချင်းဘာစကားမှသွားလို့လဲပြပြလေးဖြစ်သွားတဲ့ညီမလေးကိုကြည့်ပြီးအာနာမိတယ်မဟုတ်ပါဘူးမကိုတတိယသွားလို့ပါမမလည်းချင်းချင်းလိုကိုချစ်သူကိုအတွေးနဲ့စိတ်ကူးနဲ့မဟုတ်ပဲအပြင်မှာချစ်ခွင့်ရကြလိုက်တာမမသူ့ကိုအရှမ်းလွှတ်နေပြီတနေ့လောက်မတွေ့ရရင်ကိုယူလာအောင်လွှမ်းခဲ့ရှာအောင်ခုဆိုမတွေ့ရတာတန်းလားပြည့်တော့မယ်ဒီနေ့ဘက်တစ်ခုလုံးနာကျင်နေပြီညီမလေးရဲ့ပြောရင်းနဲ့ပြင်ငိုချလိုက်တော့တယ်မငိုပါနဲ့မရဲ့အစစ်စစ်ဆိုတာတကယ်ရှိပါတယ်မမအချက်သားစစ်မှန်ရင်အမမေယုံခလည်းကောင်းကောင်းမွန်နဲ့ရှင်းနေပြီးတနေ့ကြာတွေ့ကြမှာပါမမအိုက်ပုံလေးဆွဲလို့ပြီးရင်ချင်းင်းကိုပြောချင်းင်းက Facebook ဆဲလေး followers ပဲ9000လောက်ရှိရင် post တင်ပြီးကြော်ညာပေးမယ်ဟုတ်ပြီလားမငုံနဲ့တော့အမငိုရင်ချင်းင်းလဲငိုချင်နေချင်းင်းနဲ့နှောင်းရီကအသက်တစ်နှစ်သာကွာတယ်မတဲ့တူလေးဆိုရင်မဲ့တခုစီညီမနှစ်ယောက်ရင်ဆုံးတိုင်ပင်ဖြစ်တယ်အခုထင်းတင်ထဲပို့ပြီးတော့ရှင်းနေကြတယ်တယောက်ရဲ့ခက်ခဲကိုတယောက်ကဖြည့်ရှင်းပေးကြတယ်ရုပ်ချင်းလေးခက်စစ်တယ်မို့အမွားလေးနဲ့မချအရက်လေးပဲကွာတယ်ချင်းင်းကအမေနဲ့တူရပို့တယ်နောက်ရီကတော့အရက်မရှိတာ9ပြီလေးလက်မလောက်တော့ရှိရဲ့အဖေကမြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးမှာဦးစီးမှုချင်းင်းကအဲ့မှာပဲလက်ဝင်တော့ကအခုဆိုရင်အကြီးတန်းစည်ရေးပင်ဖြစ်နေပြီကိုကလည်းမြို့နယ်ပညာရေးမှုရှုံးမှာလက်ထောက်ပညာရေးမှုနောက်ရီတယောက်ထဲသာအစိုးရအလုပ်ကိုထင်မကြည့်ရဲ့ရန်ကုန်မှာကောက်တဲ့တန်းတက်ပြီးကောက်တဲ့လုပ်နေကြမှာပဲအမေဖြစ်သူမှလည်းအဖေနဲ့မညာခင်ကအစိုးရဝန်ထမ်းပဲလက်ထပ်ပြီးကိုမွေးပြီးမှအနားကိုလည်းကျမပဲကျမတယောက်တည်းချုံးထွက်နေခြင်းအမေကစားတဲ့ကရန်ကုန်တော့မသွားစေခြင်းအဖေတို့ရုံးမှာပဲအလုပ်ဝင်လုပ်စေခြင်းနဲ့တို့ရင်မဲ့အမှန်တိုင်းဆိုရင်အစိုးရအလုပ်ကိုနည်းနည်းလေးပင်အထင်မကြီးသမီးနေလို့ရောကောင်းရလားတခုအဖြစ်အမေကိုပြောတော့အမေစကားကြောင့်အတွေးစာပြောသွားတယ်နှောင်တက်တာနေပါပြီမေရဲ့ပြင်းလို့ခဲပကြီးဆွဲနေရမေရောက်ခပုံမဲမို့လားသူသမီးเจ้าကိုသိနေတဲ့တော်မြတ်မေခက်ပမင်းမဲ့မေးလိုက်တယ်ဟုတ်တယ်မေဟိအမေတောင်သိနေပြီညီမလို့သူကလည်းရောက်ချက်ရှာနဲ့ကြိုက်နေအမဖြစ်သူကလည်းစိတ်ကူးနဲ့တင်မိကလေးတယောက်ကိုတန်းကြနေရင်သမီးတို့ဖေနဲ့သမီးတို့နှစ်ယောက်နဲ့တော့အမေကောင်းမွေးဖြူတော့မေညီးထွားနေတဲ့မိကိုကြည့်ပြီးကျမအာနာမိတယ်ကျမဒီကျတဲ့မကိုဝဲလက်ထက်မေတွေ့အောင်လဲရှာမယ်တကယ်လို့မသာအမှန်တကယ်မရှိရလို့သားဆိုရင်တက်တက်လုံးပြိုးကြီးလုပ်ပြီးမပုံလေးတွေကိုအဖော်ပြပြီးနေသွားမယ်လို့ဆုံးဖြတ်ပြီးပြီလွမ်းလိုက်ရတာမျောလိုက်ရှာတာမရဲ့ဘဲစီကိုရောက်နေတယ်လေကွယ်အရေးရှိတဲ့အရက်စီလာရောက်ခုံရင်လှည့်ပါတော့မေယုံလမ်းတော်တော်ရှောက်နိုင်နေပဲငါလည်းခုရပိုင်းနေဂျူတီကကြက်ညက်နေရတယ်ဗလာဖြစ်တာ sorry ပါဟာရောက်ပါလေဟာပြောနေစရာလို့လားအားရင်လာနေရပဲကိုငါနားလဲပါတယ်တိုင်းမဲ့ပြင်းနေဟာငါမနေကိုငါတတိလနေတော့ငါအကြောင်းကြီးပြောပြချင်နေရအောင်နင်ကမလားတော့မပြောရဘူးမမီကလည်းခုအလုပ်ပြန်တက်နေပြီကိုကစကားပူပြန်သွားပြီဆိုတော့သူလည်းမိသားစုချီသေးရောမပြန်လို့လည်းမရှာဘူးလေငါမှစကားပြောဖို့ဆိုလို့အမမတ်သူစားနဲ့နှင်းမဲရှိရမိချောကတော့တခါလေးအဖော်လာလုပ်ပေးပါတယ်
ဒါမှမဟုတ်ပြင်းနေဟာငါမှ၄နှစ်လောက်လဲနေခဲ့ရသူဆိုတော့ကပိုင်းနဲ့ဆက်တယ်ပြည့်ရင်စာအုပ်ဖက်ဖုံးသုံးလေးဟာဖုံးလဲရှိနေအောင်စာအုပ်တွေလည်းအများကြီးကိုနောက်ဘက်ဆိုရင်တော့ငါဂျူတီတိန်နေကျဲသွားပြီဟာနေ့တိုင်းငါလာခဲ့ပါမယ်ဖုန်းကသုံးပါတယ် Facebook အကောင့်တောင်နာမည်ရှင်းနဲ့ဖွင့်ထားတာတစုံတယောက်များဘယ်တော့ငါအကောင့်လေးကိုရှာတွေ့မလဲဆိုတဲ့အတွေ့ကပိုပင်မလို့ငါသိမသုံးတော့တာနေခုထိအဲ့ဒီကောင်မလေးကိုသတိရနေတော့မယ်လားဘယ်တော့မှမေးနိုင်တော့တဲ့ကောင်မလေးကိုငါအချိန်တိုင်းလွှမ်းနေရဟာသူဆိုတာတကယ်ရှိလားမရှိလားဆိုတာကိုမသိပေမဲ့အတွေးနဲ့တည်းငါတို့တနေ့ဆုံကြရင်ဆိုတဲ့စိတ်ကူးရင်လေးနဲ့ငါမှပြောနေရတာနင်သူ့ကိုရိုးသားလားတမမောလက်ဆွေရန်တယောက်လို့လားနင်လည်းသိပါတယ်ငါ LGBT ကိုဘလောက်မုန်းလဲဆိုတာတိုင်းမဲ့ဟာငါအဲ့ကောင်မလေးကိုတော့ငါတကယ်ရင်ခုန်မိရညီမလို့မိတ်ဆွေလို့မဟုတ်တာတော့သိကြတယ်ပြောရမယ်ဆိုရင်တော့နင်ပြောသလိုပဲလက်ဆွေရန်ပေါ့ဟာငါကနင့်ကိုဘယ်တော့မှမိတ်ကလေးချင်းစိတ်ဝင်စားလာမှာမဟုတ်ဘူးလို့တွက်ထားတာလူစိတ်ဆိုတာပြောင်းလဲတဲ့ထောင်ကိုငါမေ့နေခဲ့တာပဲငါမိမတိုင်းကိုစိတ်ဝင်စားပါဘူးငါနှောင်းရိပ်ကိုပဲချက်တာသူကလွှဲရင်တခြားဘယ်မိတ်ကလေးကိုမှချစ်လို့ရမှာမဟုတ်ဘူးနားကြည့်နေရင်ရှင်ဘက်တစုံကိုမျိုးသိရင်ယတိတီအောင်ဟန်ဆောင်ပြုံးနေမိတယ်အမေဟောက်လာကြည့်လားအဲ့ကောင်မလေးကနင့်ကိုဘလို့မျိုးဆွဲဆောင်လိုက်လို့နင့်လို LGBT တာတယောက်ကနေ lesbian တယောက်ဖြစ်သွားရတာလေငါတောင်စိတ်ဝင်စားသွားပြီအဲ့ဒါပြောတာပေါ့နင့်ကိုပြပြချင်ပါလေဆိုတာကိုနင်မမအားပဲနောက်ပဲပြပြလေးဟုတ်ပြီလားကျောင်းတော့ကတကယ်ချင်းတွေကတောင်မင်းနေတည်းကြည်ရတီလေးနေပြန်ကောင်းလာပြီဆိုဟုတ်လားတဲ့တည်င်းလာမိကြမလို့ကိုနင့်ကြောင်နေရနဲ့ဟာနင်ကလေပြောလိုက်ပေါ့မေရွံရမဟုတ်တော့ပါဘူးလို့အချစ်နဲ့တွေ့လို့အကုန်ပြောင်းလဲသွားပါ ਈ လို့ခင်စထရိတ်တရားမို့ကောင်းမွန်တဲ့ဆက်ဆံရေးလေးတကူအပြက်စီးမခံနိုင်လို့မျိုးသိခဲ့ရတဲ့နှစ်တည်းစီနီယာအကိုတယောက်နဲ့တွဲခဲ့ရင်ဘလို့မှရှေ့ဆက်လို့ဖြစ်နိုင်တော့လို့လန့်ခွဲခဲ့တာမေရွံဆိုတဲ့ကြယ်လေးကိုမျောငေးပြီးနေလာခဲ့တယ်မိမိလိုချမ်းသာရဲ့မိသားစုကနေဆင့်သက်လာပြီးဆရာဝန်တူဖြစ်တဲ့အပြင်ရုပ်ရည်ပါအကုန်ပြည့်စုံနေသူတောင်မမီနိုင်ခဲ့တဲ့ပန်းပွဲကတာမန်မိသားစုတွေကနေပေါက်ဖွာလာပြီးတာမန်ပွဲလေးတစ်ခုနဲ့တာမန်ရုပ်ရည်ပဲပိုင်ဆိုင်ထားတဲ့ကောင်မလေးကအဲ့ဒီပန်းကလေးကိုပိုင်ဆိုင်ထားရုံမကအဲ့ဒီပန်းကလေးရဲ့နှလုံးသားကိုပါသိမ့်ပိုင်ထားနိုင်တော့မိမတယောက်ရဲ့မာနနဲ့တဝင်းတုံမှုတို့ကနောက်ရည်သွင်းဆိုရဲ့ကောင်မလေးအပေါ်ရောချင်ရတဲ့မေယုံပေါ်ကိုပါမဆနိုင်တော့ဘူးသူတို့နှစ်ယောက်ကတယောက်နဲ့တယောက်လူလောကကြီးထဲမှာအစင်မှန်ရှိနေကြသလားဆိုတာကိုတော့မသိကြရင်ပဲအခုချိန်ထိတယောက်ကိုတယောက်တန်းတာနေကြတော့ယတိမခံစားနိုင်အချင်းနဲ့အစင်မှာမတရားတာမရှိဘူးလို့လူတွေပြောနေပေမဲ့ယတိမတရားတာမဟုတ်ဘူးသူတို့မသိရဲ့အဖြစ်မှန်တစ်ခုကိုဖုံးကွယ်ထားအောင်လေးပဲတကယ်လို့သူတို့ရဲ့ချစ်ချင်းမြတ်တာကအရန်ခိုင်မာစစ်မှန်လို့သူတို့ပြန်ဆောင်တွေ့ကြရင်တော့ယတိနောက်ဆုတ်ပေးမှာပါဒါပေမဲ့ယတိလက်နဲ့တော့သူတို့ကိုပေါင်းဆက်ခွင့်မပေးနိုင်ဘူးသူတို့တဲမတရားဘူးဆိုရင်တောင်ယတိအတွက်တရားပါလေဒါနဲ့မေယုံနေပြန်ကောင်းလာရင်စေလောကလည်းပြန်ဝင်มาလားဟင်မဝင်တော့ဘူးမမီလို့ကိုပဲကိုလုပ်ပြီးတော့မယ်စေလောကနဲ့ငါလည်းကအရန်အလန်းကွာသွားပြီလေဟာငါအစားကနေပြန်မစကြတော့ဘူးငါစိတ်ဝင်စားခဲ့တဲ့ပညာရက်မှုတော့စိတ်ရလည်းမထက်တန်တော့ဘူးနှမျိုးကိုတော့ကောင်းတယ်နော်ဒါနဲ့နှစ်ကောင်မလေးကတောက်တာပဲလားနို့သူပြောတာတော့သူကအကောင့်တက်တယ်စီးနေပဲစိတ်ဝင်စားရတဲ့ကြံတာတော့ငါမသိဘူးသူကကြည့်ပဲငါမေးတာငါကသူ့အကြောင်းမမေးပြဘူးအရန်စကားများတဲ့ဟာလေးနောက်ရီအကြောင်းကိုပြောနေရရဲ့ကိုရှုပ်ကအလိုလိုပြုံးနေမိတာဟင်းအဲ့ဒါဆိုနေသူ့ကိုဘလို့ရှာမလဲဟဲ့ဘာမှလည်းမသိပဲနဲ့နှလုံးသားတစ်ခုကိုနှလုံးသားတစ်ခုနဲ့ပဲရှာဖွေမယ်လေမကောင်းလားနင်းလေးယူတယ်နော်ငါသတိထားမိနေနော်နေပါလို့နှောက်ရီအကြောင်းပဲခဏခဏမေးနေရလေမနာလို့ဟုတ်တယ်လေတခါလာလဲနှောက်ရီတခါလာလဲနှောက်ရီနဲ့အမြင်ကတ်လာပြီအဲ့ကောင်မလေးကိုကြောက်တော့ငါအကြောင်းမပြောဘူးမလားဟီနင်းကလေကိုမသိရလူတယောက်နဲ့တဝင်းတိုးနေပြန်ပါပြီ။ပိုင်းတဲ့ဝေနင်ငါ့ကိုကြိုက်နေရလား။ခက်တီတီမေးလိုက်တယ်မေရောကြောင့်ရှတီပါပြန်ဖြစ်ရမှမသိ။ကြိုက်တယ်ဆိုရင်ရောနင်ကဘာလုပ်မလို့လဲ။မကြိုက်ဘူးဆိုရင်ရောနင်ကဘာလုပ်မလို့လဲ။နှခမ်းကိုစူပုတ်ခါမေးလိုက်တယ်။ကိုလည်းတခါလေးချွဲချင်မိရလေ။ငါ့ကိုကြိုက်နေရမဟုတ်ပဲဒီလောက်ချစ်ပေးကြည့်ဆိုင်ပြီးတာကိုငါကကျေးဇူးရှမ်းတင်နေမိမှာပေါ့။ငါ့ကိုကြိုက်နေရဆိုရင်တော့ပြန်မစစ်နိုင်တဲ့အတွက်အားနာပြီးစိတ်မကောင်းဖြစ်ရမှာပေါ့။ဘလို့မှတော့သဘောမထားနဲ့ဟာငါနဲ့အိုက်ကောင်မလေးနဲ့ဆိုရင်ငါကသာနေကိုတကယ်လက်ထိကြီးဆိုင်ပေးတာမှလားနေတကယ်လို့ခေးချင်ရင်တောင်ငါ့ဘောပဲခေးရမှာပေါ့ဘာလို့အိုက်ကောင်မလေးလဲနေမီးလေးမီးချင်စရာကိုနှောင်ရီကငါတို့ကျွန်းမှာတွေ့ခဲ့တဲ့6လလုံးကိုငါမျက်နှာကြည့်ပြီးပဲနေလာခဲ့တာငါအတွက်ဆိုတာသူ့အသက်ကိုတောင်စွန့်ရတာသူ့ကြောင့်ပဲကျွန်းကလွတ်လာတာသူ့ကြောင့်ပြန်ရှင်သန်လာရတယ်ဆိုလဲမမဟုတ်လေမဆိုင်ပါဘူးခါစေးဝါးကြီးကြောင့်ပြန်ကောင်းလာတာပါနင်းကကြောက်မြတ်ပြီစေးဝါးကြီးကြောင့်ဆိုရင်ငါ4နှစ်လောက်အိပ်ရပေါ်မှာလဲနေစရာမလိုဘူးလေအဲ့ဒါကတော့ဟာနေကြုံကောင်ငါပြောပြမယ်နောက်ပတ်သားဆက်ဆက်လာခဲ့ဟုတ်ပြီလားလာတိုင်းနှောင်းရည်ကြောင်းနေပဲပြောနေတော့လာရမှာရှင်ကားလောက်မတက်ကြတို့အိမ်မဲသူ့မျက်နှာလေးကိုမြင်ကျင်တွေ့ကျင်လို့သူခေါ်တိုင်းလာခဲ့ရတယ်မဟုတ်လားဝိုင်းဖီယာလိုက်တာ
တနှစ်တောင်ကြာခဲ့ပြီမကတိမတူအရေးရှိစီမလာခဲ့မယ်ဆိုပြီးနှောင်းဝင်ညာတယ်မနှောင်းဝင်ညာတယ်မနှောင်းစီကိုမလာသေးတဲ့နှောင်းလို့မစုံသေးတဲ့လူတွေကနှောင်းကိုရှူးနေရဲ့အုံနောက်ထီသွားလို့ထင်ရည်ရှောက်ပြောနေရဲ့ဆိုပြီးဝိုင်းခဲ့ရဲ့နေကြ၏မရဲ့နှောင်းပင်မလှပြီးနှောင်းမကိုမေးလိုက်ရတော့မလားလက်တွေစက်တဲ့ကဘာထဲမှာပဲနှောင်းနေရတော့မလားနှောင်းရဲနာကျင်နေရပြီမရဲ့ဖះရှင်စီမှာနေတိုင်းဆူတောင်းနေပေမဲ့အခုဒီဆူတောင်းမပြေသေးဘူးမရဲ့ဟိမရဲ့နှောင်းလွမ်းလာပြီရန်ကုန်မှာပဲလှုပ်သွားလို့မေပြောတိုင်းအိမ်နဲ့စစ်ခင်းနေရသလိုစိတ်မချအောင်မသွားရဘူးနေဖေတို့ရှုံးမှာပဲလို့မလို့ချင်ဘာကူမှမလုပ်နဲ့ရန်ကုန်တော့မသွားရအောင်ဆိုရင်အမေစကားသံတွေကိုလည်းအတူပြီးမငင်းစုံနိုင်တော့ဘူးစိတ်ထောင်းလို့ကိုကျင်နေပြီအချင်းဟာလူတယောက်ကိုအလောက်တောင်လှမ်းမိုးနိုင်ခဲ့တာလားအခက်ခဲတွေကြားထဲကနေပေါက်ဖွာလာတဲ့ချစ်တကူမို့အရန်ခိုင်မြင်းနေရတော့အမှန်ပဲမိနောင်ထမင်းစားကြမယ်ထွက်ခဲ့တော့မစားချင်ဘူးစားချင်သေးလည်းမရှိဘူးအမေတို့ဖေတို့ကိုမတနာတော့လားမိနောင်နင်ကလေးလည်းမဟုတ်တော့ဘူးအတိတ်တရားရှိတယ်မိလေတနစ်တောင်ရှိနေပဲနင်ဟာကမဟုတ်သေးပါဘူးဟာလာထထမင်းစားမယ်မစားဘူးစားချင်သေးမှမရှိရနောင်ကိုတိတ်တရားမရှိဘူးလို့ကိုကပြောရအောင်နောက်ရကုန်မှာပဲစင်းရင်ခိုင်လောက်ပါမယ်မိမိပျောက်ပျောက်ဖြစ်အောင်လုပ်ပါမယ်ဆိုတော့လက်ခံကြလို့လားဟုတ်ပါတယ်နောင်မဲမှားနေရအကုန်လုံးတလောကလုံးမှန်နေနောင်ကပြန်ပြီးတော့မရှင်တန်နာတဲ့နဲ့လူပဲထိန်းလို့မရအောင်ကိုကြောက်လာတဲ့မြေတွေကိုညီသူကမှကိုချင်းစားနိုင်မယ်မထင်ဟာမိနောင်ရငိုပြန်ပြီအငယ်မလည်းသူ့အကောင်ကနေမကြအဲ့ပုံလေးတင်ပေးနေရပဲတကယ်လို့သာအဲ့မိကလေးပြင်မရှိရင်ခုလောက်ဆိုတွေ့ရောပေါ့အထိတ်ပဲမရှိတာတွေကိုရှက်တန်းကရှက်ပါတော့နေပုံကအုံနောက်ရှိရလို့ပဲရွတ်တော်လိုက်တာကိုအဲ့စကားကိုတစ်နေ့လုံးပြောလာရတာမမောသေးဘူးလားတော့ပါတော့စကားလုံးတွေနဲ့ထပ်ပြီးမနှိုက်ဆက်ပါနဲ့တော့မစားလဲနေဟာအဲ့လောက်ဖြစ်နေလည်းမစားနဲ့နေမစားနဲ့ထစားရဲစားကြည့်ငါနဲ့တွေ့မယ်ဒေါသထွက်သွားတဲ့အကိုဖြစ်သူကိုကြည့်ပြီးချင်းနှင်းတပြင်းနေချနေမိတယ်အေးရဲ့ဘယ်တော့မှပြီးတတော့တဲ့စီရေးတိုင်ပွဲတစ်ခုလိုပဲချင်းနှင်းတင်မှတ်ချက်ချမိတော့တယ်ရုံးမာကအငယ်တန်းစီးတွေခေါ်နေပြီးဝင်ခွင့်အောင်ရင်ရပြီကိုခေါင်းနီမာနေကိုလည်းမိသမီးကိုပြောချင်တော့တရားကပြန်ရှင်တိုင်းကလေးမို့အလိုလိုက်ထားတာကိုမိုက်စော်ကားနေရအငယ်တန်းစီးတော့သူပဲလုံးမလဲဖေဟာသမီးထဲရာတို့နှိမ့်တော့သူဘယ်လိုလုပ်ချင်မှာလဲသူ့ဘက်ကတွေးကြည့်တော့လဲမှန်နေရပဲဟုတ်အဲ့လောက်ရန်ကုန်မှာတောင်းလို့ချင်နေရလွတ်ထားလိုက်တလောက်ဖြစ်နေရဒါတော့တော်တော်လေးစိတ်ကုန်သွားပြီတောက်ချုံးပြေတာအကောင်းမှတ်နေရကဲထမင်းစားကြတော့နေ့တွေကကိစ္စလို့ဖြစ်နေရပဲဟုတ်တာဒီလေကိုညီမလေးပဲအဲ့လိုမျက်နှာလဲခွဲပြမပြောနဲ့အမေမကြိုက်ဘူးတိတ်ဆိတ်သွားတဲ့ထမင်းဝိုင်းမှာမိသားစုလက်စုံမစားပြတာအတော်ကြာပြီမမဘေးရင်သွားမင်းမလို့လိုက်မလားအရန်မှန်တာလေစိတ်ပြလက်ပြောက်ပေါ့ခဲမကြည့်ပါယူခဲ့မမမေးချင်တဲ့ချင်းင်းကိုအပေါ်လိုက်ခဲ့ပြီနော်မလိုက်ချင်ပါဘူးဟာမလိုက်ရင်နောက်တော့ရမယ်နော်လူတယောက်ရဲ့ဇာတာခွေကိုဓာတ်ပုံကြည့်ပြီးတော့ဟောနိုင်တာလေအခွင့်အရေးဆိုတာတစ်ခါပဲရမှာနော်အဲ့ဒီဆရာကနေတကာလှည့်နေရအခုမလိုက်ရင်နောက်တွဲဖို့ဆိုတာမလွယ်ဘူးနော်ညှို့လိုက်တာဟာလိုက်ခဲ့မယ်ဘေးဒီနေ့ရတရားမရဝင်မဲ့တခါတော့မေးကြည့်ကြနေစိတ်ပါတော့လဲစိတ်ပြေလက်ပြောက်ပေါ်လို့တွေ့ပြီးချင်းင်းခေါ်ရနောက်ကိုခန့်ငေါလိုက်နာမိတယ်ဆရာတမီးတို့ဘေးဒီမေးချင်လို့ပါအချိန်မစေးသေးဘူးမလားအေးကွယ်လာဟိုစနေသမီးလာမယ်ဆိုတာအာယုံရနေလို့စောင့်နေတရားကဲထိုင်ကြကျမသိတော့မအောင်ပါဘူးဘေးရင်ဆိုတာရှီးရှမ်းနိုင်တဲ့တက်တယ်လေစနေသမီးမှမေးချင်တာသိချင်တာအရန်များနေပါလေဘာတွေတွေ့ဝင်နေရလဲဆရာကမယုံကြည်ဘူးနဲ့တူတယ်မဟုတ်ပါဘူးသမီးကဘေးရင်တစ်ခါမှမမေးဘူးလို့ပါအေးဟုတ်ပြီကဲသမီးအတွက်ကြည့်ပေးရမလားဒါမှမဟုတ်ပကြီးတဲ့ကကောင်းမလေးတွေ့လားရှင်ညီမနှစ်ယောက်စလုံးမျက်လုံးပြူသွားရတယ်ကဲဆရာကိုအဲ့ဒီပကြီးထုတ်ပြပါအောင်ဘာတွေသိချင်လဲသိချင်တာမေးလို့ရှာရင်တော့ဟုတ်ကဲ့ဆရာဒီပုံလေးပါရှင်နောက်ရိတ်တရုတ်တည်းကမ်းပေးလိုက်တယ်ဒီပုံလေးကမိကလေးတက်ရှိထင်ရှားရှိမရှိသိချင်လို့ပါသူ့ဇာတာခွင်ရတော့ကြီးရင်မှထိခိုက်မိဘူးလားပဲတက်ရှိထင်ရှားရှိပါတယ်ဒီနေ့ရဲ့တောင်ဘက်ရံမှာရှိနေရဲ့ဒီနေ့ရဲ့တောင်ဘက်ဆိုတာရှောင်းကုန်မယ်ဒီငါသမီးရဲ့ဇာတာခွင်ရသူကလွန်ခဲ့တဲ့နှစ်ကလေးကတရားမဲ့လူကွယ်ဒါပေမဲ့စနေသမီးရဲ့ကဲတင်မှုကြောင့်အတက်ပေးမှလွတ်ခဲ့တာပဲပထန်းဆက်ကြောင့်လို့ပဲပြောရမလားသမီးတို့မြောက်ကျုံးမှာစုံတွေ့ခဲ့ကြရမှာလားရှင်ပြူးကျဲဝိုင်းဆက်သွားတဲ့နှောက်ရိပ်မျိုးလုံးတစ်စုံဟုတ်ပါရဲ့ဆရာဒါပေမဲ့သမီးပြောတာတွေကိုအမေကလွယ်ပြီးဘယ်သူမှမယုံကြဘူးဆရာကဘယ်လိုလုပ်သိရလဲဘေးနာမှာမဆက်ဟောင်းသားနဲ့ချင်းနေမေးဖို့လာတာကသူမေးနေရကသူ့မှာဒီလိုကွယ်မြောက်ကျုံးဆိုတာကတကယ်ရှိရနေရပဲအပြစ်တစ်ခုကိုစေးကြောက်ဖို့အတွက်ပေးဆက်ရတဲ့ငရဲသေးစားတစ်ခုငရဲသေးစားဆိုတာကပြစ်သားတွေကိုစီရင်ဖို့ငရဲသားတွေမရှိဘူးကျုံရဲ့အကြီးကဲကစီမံရတာဒါပေမဲ့လာပညာဆိုရင်တော့အဲ့ဒီအကြီးကဲကပါပြစ်ဒဏ်ခံရတယ်အဋ္ဌိငရဲကိုကာမဒုက္ခတိနေဝင်ငရဲလို့ခေါ်တယ်မြောက်ကျုံးလို့လည်းခေါ်တယ်တွန်းသူ19ရောင်အထိပြစ်ဒဏ်ခံရတယ်အယောက်20ဖြစ်သွားရင်သူ့ကိုကတင်ရမယ့်မိမိတို့ကသူ့ရဲ့အပြစ်အသေးစားတွေကိုစီးကြောရောက်ဖို့အိုက်ကျုံကိုထက်ရောက်တယ်
သူကမလွဲမသွေမုံဆိုးမတွေရဲ့ပျော်တဲ့ဆက်ဖြစ်ရတယ်ပျော်တဲ့ဆက်လုံနေရတဲ့မိမပြိုပေါ်မှာတဏှာရာကစိတ်မဖြစ်တဲ့ကျွန်းသူသားလည်းအပြစ်ဒဏ်ကလွတ်မြောက်ခွင့်ရှိတယ်။အဝေနဲ့တူနှောင်းရိပ်ဆရာကိုမေးချင်တာရှိလာခဲ့တယ်။ခဏလေးပါဆရာ။သမီးထမေးချင်တာလေးရှိလို့ပါ။ကောင်းပြီမေးလေ။အဲ့ဒီမုံဆိုးမနဲ့မိမပြိုကချစ်ကြိုက်ခွင့်ရှိလား။အဲ့ဒီကျွန်းမှာချစ်ကြိုက်လာပြီးပြန်လည်လွတ်မြောက်လာရောထပ်မဲ့စုံစည်းခွင့်ရှိလား။သမီးကိုပြောပြပေးပါဆရာရေ။နှုတ်စလုံးကတယောက်နဲ့တယောက်မြတ်တာစင်မြတ်တာမှန်နေဆိုရင်တော့ပြန်လည်ဆုံးတွေ့ကြမှာပါ။သမီးတို့ကိုတီမတွေ့ကြသေးဘူးမလားအနောက်ရှက်တွေရှိနေအောင်သမီးတို့ကကိုသားလွတ်မြောက်လာပြီးကျင်းခဲ့တဲ့ငရေသားတွေကိုအမြတမ်းဝေပေးဖို့မိနေခဲ့တာဘူးဒီတပ်ပုံလေးကမိကလေးကတော့ဘာသာကြားဖြစ်မယ်ထင်တယ်သမီးဘက်ကသူ့ကိုလိုက်ရှာမှတွေ့မှာသူ့စီမာကအနောက်ရှက်တွေရှိနေရင်သမီးစီတူလာလို့မရှာဘူးမမဆရာပြောနေရတာကအကုန်အမှန်နေပဲလားမှန်တာပေါ့တိတ်ကိုမှန်တာပေါ့မမတသက်ဒီလိုတမားလေးနဲ့ပြည်ဆောင်ပြီးဒီလောက်မှန်တဲ့ဆရာမျိုးထပ်တွေ့ခွင့်ရတော့မယ်မထင်ဘူးအကုန်လုံးမှန်နေသမီးဒီရက်မှနေတော့တွေ့ခွင့်ရမှာမဟုတ်ဘူးတောင်ဘက်ရက်ကိုသွားရင်တွေ့လိမ့်မယ်ခொနရဲ့သားသမီးများစိတ်ချမ်းသာကိုချမ်းမကြပါစေကွယ်ညီမနှစ်ယောက်ဆရာကိုဥချလိုက်ကြတယ်ဝတ္ထုငေကတ်ထာကိုလက်မခံဖះမာသာရွှေသင်္ကန်းကတ်လို့ပြီးအလှူဒန်းတစ်ခုခုလုပ်ပါတယ်အလင်းစာလေးတစ်ခုရပြီးမို့နှောင်းရိပ်မျက်နှာတစ်ခုလုံးဝင်းပါနေတကယ်မှန်တာမရနှောင်းဖြစ်အောင်လို့ယုံကြည်နှလုံးတဲ့ကိစ္စမျိုးတော်မြတ်မေတို့ယုံကြည်ပေးလိုက်ကြတယ်သမီးကသူ့ကိုဘလို့ရှာမှလဲနာမည်တစ်ခုတည်းပဲသိရလေအဲ့ဒါကြောင့်ရှာကောင်မလှုပ်သွားလို့မယ်ပြောတာပေါ့အမေကတောင်ဘက်ရက်မှာရှိတယ်ဆိုတာအတိအကျပြောတာဂတိတစ်ခုတော့ပေးရမယ်တနေ့အတွင်းတွေ့အောင်ရှာပါမယ်လို့ပြီးတော့တမက်လဲမဟုတ်ဘူးချွေးမတွင်ယူကြမှာမဟုတ်လားပွေလင်းနဲ့အမေဖြစ်သူဟာနှောင်းရိပ်ဖက်နှမ်းပြလိုက်တယ်သမီးနှစ်ယောက်ပါပါတယ်နှစ်ယောက်စလုံးကမိန်းမယူမဲ့ဟာတွေငါနဲ့နော်တမက်ကတော့ရတော့မယ်မထင်ပါဘူးကိုယူခိုင်းလိုက်လေသိတော့မယ်အစုပ်ကလုံးမီးနေနော်ဟေဟေအမေတမက်လိုချင်ရင်တားစူးစားပေးရမလားအမလီငါသာအသေးသက်လိုက်ပါနော်သူ့သားသာယောက်ျားယူသွားတယ်ဆိုရင်မိုးမီးလောင်တာကမှတက်တာအောင်မေပွဲချသွားတဲ့နှောက်ရိပ်တို့မိသားစုဦးမင်းသွင်ကတော့စီဝေးရှိတာမို့ခုတဲ့အထိပြန်မရောက်သေးအဆဆရာကူးဆိုင်တော့နေတိုင်းဖုန်းဆက်ဟိုတခါကလိုမအေးကိုမလိမ့်နဲ့ကြားလာဟုတ်ကဲ့ပါအမေရဲ့နှောင်းလိမ့်ပါပါမေအမေဖေနဲ့ကိုကတော့လိုက်တယ်ချင်းနေမမတော်တော့မယ်နော်နေတိုင်းဖုန်းဆက်မယ်ဟုတ်ပြီလားရှင်နေလဲခုံနေမိတယ်ပထန်းစစ်ကြောင်တွေးဆောင်ခဲ့ကြရပြီးနှစ်ယောက်စလုံးရဲ့မြတ်တာသာဆင်ပန်ရင်တွေ့ကြမှာပါတယ်မာယောနှောင်းကိုခုတက်တီချစ်နေတော့မယ်လားနှောင်းကမရဲ့ဖိုးတာလေးခုချိန်တီဖြစ်နေတော့မယ်လားတနေ့တွင်းတွေ့အောင်ရှာမယ်အမေကိုပေးခဲ့တဲ့ကလေးနဲ့ကျမရဲ့ချက်ချင်းမြတ်တာတို့ပြန်ဆိုင်ကြရတော့မယ်ပြန်ဆောင်တွေ့ကြရင်အသက်လွတ်ပြီးကူးခက်ခရတဲ့ပင်လယ်ပြင်ကိုမားနဲ့အတူတူလာငေးကြည့်ရင်တည်းရဲ့ယတိကိုတနေ့လုံးလုံးမြောက်ကျောင်းမှာဖြစ်ခဲ့တာတွေကိုမမောနိုင်မပန်းနိုင်ပြောပြလို့ယတိတယောက်လေးဇလန်းကိုအလွတ်ရနေသလိုဒဏ်ရာကြီးလေးတိုးတိုးလာခဲ့ရတယ်ယတိခန်းသားချက်ကိုမသိကြတဲ့မေယုံကတော့ထက်တလဲလဲပြောနေမိရဲ့တာအမေဖះเจ้าကိုနော်အပတ်တိုင်းသွားနေရပဲအရှင်ကဖះเจ้าလိုက်ဖို့ခေါ်ရင်ခေါ်တဲ့လူသားမောသားမယ်သူကတော့ဟင့်ရင်မေဟုတ်တယ်မမီရဲ့ဖះသခင်စီမှာတောင်းစရာဆူတောင်းနေအရှမ်းများနေလို့ဟီဟီနှောင်းရီเจ้าကိုခဏခဏပြောလို့မမီတို့တောင်အလွတ်ရှာနေပြီဒါပေမဲ့ဒီကတော့မပြောတာလို့သာနေရတယ်မိကလေးတယောက်အကြောင်းကိုချဲကားပြီးပြောနေရကိုကြိုက်ပုံမပေါ်မကြိုက်လည်းမတက်နိုင်ခခကြိုက်တာမဟုတ်လားပြောစရာလူမရှိရင်မိချောနဲ့အမမအတင်တင်ကိုပြောပြတယ်ပြောပြီးတိုင်းလည်းမိချောကအမြဲပြောတယ်မိချောရဲ့အမလေးအရန်ပေးမှန်းနေမှာပဲနော်လေအရင်တော့မဟုတ်တော့တဲ့မိမိကိုအိမ်ကဝန်ထမ်းတွေရောတန်ငယ်ချင်းတွေကပါအမြင်ကြည့်လာကြတယ်ကြည်ရသည်ဆိုတဲ့နာမည်ပြောင်းကနေရုံထွက်နိုင်ခဲ့တယ်မမီအဲ့ဒါဆိုသမီးသွားတော့မယ်နော်ယတိရလေးချိန်ထားသေးလို့အေးသမီးကားကိုဆိုင်မောင်းနော်ဖြည်းဖြည်းမောင်းအရှင်ကကားမောင်းအရန်ကျန်းတော့ကြောင်တက်ဖွားဖွားမာနေကြမှာပဲဟုတ်ကဲ့ပါတက်တာမမီယတိစီကိုဖုန်းဆက်လိုက်တယ်ဟယ်လိုယတိငါထွက်လာရင်နော်ခုဝင်ခေါ်ရမလားထက်ချောင်းကပြန်လာမှဝင်ခေါ်ရမလားခုဝင်ခေါ်ထက်ချောင်းငါလေးလိုက်မယ်โอเคယတိနဲ့အနီးကတပူတွဲနေပေမဲ့ရှင်မခုံတယောက်တော့သူတက်တာဒီရင်ဘက်ကခုံနေကိုရဲလင်းနဲ့မင်းနာဆောင်တဲ့နေမှာအက်ဆီဒန့်ဖြစ်သွားတာကြောင့်အိမ်ကမိမတွေကနောက်ထပ်အိမ်နောက်ပြုတ်ဖို့စကားပဲမဟာအဖြစ်မှန်ကိုမသိကြတဲ့ကိုရဲနလိုမိသားစုကတော့ခခကိုထက်ထီသမီးတယောက်လိုဆက်ဆံကြတယ်တနေ့တော့အဖြစ်မှန်ကိုပြောပြဖို့စဉ်းစားထားတယ်တခါလေကြောက်ရလေကိုလောက်ရက်တဲ့မတရားဘူးလို့ခန်းစားမိတယ်တခါလေကြောက်ရလေအဖြက်စီးခံရတဲ့နေ့ကိုပြန်သတိရပြီးနဲတောင်နဲသေးရဲ့လို့ထင်မိတယ်အရာလုံးကဘုရားသခင်လိုတော့ကြအတိုင်းပါပဲချမ်းရှိကနေဟွန်းကိုဆန့်ပြက်တိပစ်လိုက်တယ်ယတိမကသူ့အိမ်ရှိဟွန်းကြကြီးတီးတာကိုမကြိုက်ဒါကြောင့်ဆောက်နောက်ချင်ပါပဲလာပြီးဟဲ့လာပြီးတိမ်မလို့အဆက်မပြတ်တီးနေရလားထွက်ဆောင်နေပဲအခေါ်ဆောင်နေရကိုငါမကြိုက်တာနေတော်တော်လှုပ်ချင်ဟုတ်လားအေးပါအလှည့်ကြမှာမနဲ့နဲ့ပေါ့ပါလေချင်းချောက်တာလားကဲမောင်မသားမောင်အရန်စကားများတယ်ခရက်တစ်ပေးဟဲ့ဘာဟုတ်လဲအဲ့ဒါငါနှောက်ရည်ကိုပြောနေကြစကားတိတ်လိုက်ပါလားမသိချင်သေးဘူးဟဲ့ငါကောင်မလေးနဲ့အပြင်မှာတွေ့ရအောင်မယ်သူနဲ့တူတူလှုပ်ချင်တာတွေမှာအများကြီးဟေး
နေကဘာလို့လှုပ်ချင်တော့တက်ချီနီကိုတောင်မသိရလူကနှောင်ဝမကြီးငါကလှုပ်ချင်တာလေးဆိုတာကသူနဲ့အတူရှောက်နေတာအစားလက်ထက်ထားဆိုထွေရလေးပါလေးတွေနေကဘာလို့တွေးနေရလဲနေကတော့အတွေးနဲ့ရှုံနေလိုက်တယ်အောင်မေဘာလို့လိုက်တာလဲရုပ်ကလည်းဆိုသေးအတွေးတွေကလည်းမလှပါဟာဟာနေနောက်ရကရောဘာလို့လှလို့လဲနေချက်တော့လှတယ်ဟမ်စတာပါငါတငယ်ချင်းလေးကပိုလှပိုချောတယ်ဟီဟီမေယောငါနေကိုမေးမယ်နဲ့နင်းကတခါလာလဲနှောင်းတခါလာတဲ့နှောင်းဆိုတော့မမေးပြတာမေးလေကိုရဲလင်အကြောင်းနင်းနည်းနည်းလေးတော့မပြောဘူးနော်ဘာလို့လဲနင်းလိုချင်ပါလေဆိုပြီးချက်ချင်းလက်ထပ်ခဲ့တာမဟုတ်လားငါစိတ်ထဲတစ်ခုထူးဆန်းနေတော့ဝေနင်းကသိချင်တာလားအကိစ္စကိုနှောင်းရကလွယ်မသူမှမသိဘူးဟာငါမသူ့ကိုမှကိုမပြောတာအဖြစ်မှန်ကိုငါနဲ့နှောင်းရပဲသိရဲ့နင်းကအိမ်မက်ထဲမှာတော့နင်းလိုဝက်ချက်ကိုအဲ့ဒီတယောက်ကိုပဲပြောပြလားအိမ်မက်မဟုတ်ဘူးဟာဘာလဲတော့ငါတေချာမရှင်းပြတတ်ပေမဲ့အရာအလုံးကတကယ်နီးပါးဖြစ်လာခဲ့တာဟာထားပါငါကိုရောမပြောပြချင်ဘူးလားတနည်းနည်းတော့ပြောပြမယ်လို့တွေးထားတာပါဒါပေမဲ့ဖြစ်မှန်ကိုသိလို့နင်ငါ့ကိုမုန်းသွားမှကြောက်တယ်ငါတို့နှစ်ယောက်ကြားမှရှိရဲ့တန်အောင်စင်ကိုနင်အထင်သေးရလားမဟုတ်ပါဘူးဟာတချို့ဖြစ်ပျက်တွေကထင်ထားတဲ့ပို့ပြီးရက်ဆက်တတ်တော့အဖြစ်မှန်ကိုပြောဖို့ငါဝင်လင်းနေမိရတော့အမှန်ပဲကဲပြောမှသာပြောစမ်းပါဟာငါသိချင်လာပြီဖះเจ้าကအပြန်တနေရာသွားပြီးပြောပြမယ်လीနော်ပြီးရောဖះเจ้าမှာဝတ်ပြုပြီးရနဲ့ဆိုင်နေဆိုင်ဝင်လိုက်ကြတယ်အဖြစ်မှန်ကိုသိသွားရင်ရှတီဘလို့ဖြစ်သွားမလဲဆိုတာကိုတွေးပြီးလဲကြောက်တယ်လို့ဖြစ်နေပြီလေအပေါ်ထက်တက်မယ်မေယောအောက်ကလူများတယ်ရှတီနေပါတော့မှလေငါကတော့အိုက်ကပချီနိုငါလည်းကပချီနိုပဲဒါပေမဲ့ဟောဝိတ်တာလေးကိုကပချီနိုနှစ်ခွက်မှာပြီးရနဲ့ယတိကိုပြောပြဖို့အားထုတ်လိုက်တယ်အေးသိချင်တော့လေပြောပြရတော့မှာပေါ့တကယ်တော့ငါကိုရဲလင်ကိုချစ်လို့လက်ထပ်ခဲ့တာမဟုတ်ဘူးလက်စားချီဖို့အတွက်အယုံသွင်းခဲ့တာဘလို့လက်စားချီဖို့ဟုတ်လားအဲ့ဒါဆိုနင်တို့အစိတ်ဓာတ်ဖြစ်တာတွေ့ရတော့ဟုတ်ရဲ့လားမဟုတ်ဘူးငါအစားထဲကစီစဉ်ထားတာဘာအတွက်ကြောင့်လက်စားချီနေတာလဲတချင်းကဖြစ်ဖြစ်တွေကိုနာနာကျင်နဲ့ယတိကိုပြောပြနေမိတယ်ညလုံးဝိုင်းသားဖြစ်နားထောင်နေရတဲ့ယတိအရှိကကပချင်နိုဘွက်လေးကိုငေးကြည့်ပြီးမြေရီလေးကျလာခဲ့ရတယ်မှားထားရင်မဲ့ခုတက်တီပြင်မတရသေးရဲ့ကော်ဖီခွက်လေးမေယွန်းနီတိုမြေရီလေးကျနေရှာတဲ့တငယ်ချင်းမယတိဖြစ်မှဖြစ်ရလေမေယွန်းရဲ့ကိုရဲလေးနဲ့အဲ့လိုပြဿနာတွေဖြစ်ကြတဲ့ကငါ့ကိုဖွင့်ပြောခဲ့ပါလားခုတော့ဟာရှိုက်တဲ့နေပါရောထွေးလာခဲ့တော့လေငါဘယ်လိုပြောထက်မှလဲဟာနေဆိုရင်ရောပြောလို့ထက်မှလဲလားမိမတယောက်ရဲ့ဘဝမှာအဲ့လိုကိစ္စလောက်ရှက်စရာကောင်းပြီးရင်းနှီးစရာကောင်းတာတခြားပါရှိအောင်မလဲအဟောင်းတွေကအစ်စ်ပြတ်ဖြစ်လာရတယ်ရဲလင်သေးသောအကြောင်းဝမ်းနေနေရမဟုတ်ပေမဲ့မုံတိုင်းထန်ခဲ့တဲ့နေ့တစ်နေ့အတွင်းနာနာကျင်ခံစားနေရခြင်းသာငါတကယ်နောက်လာရတယ်နင်းနဲ့တတိစကားကိုနားမထောင်မိခဲ့တာဘူးမငုံနဲ့တော့နော်ဖြစ်ပြီးဟာကြီးလည်းဖြစ်ပြီးပဲနင်ကိုရဲလင်တို့မိသားစုကိုရောအမှန်တိုင်းပြောပြအောင်မလို့လားညရီလေးကိုတုတ်ပြလိုက်တယ်ပြောတော့ပြောပြမှာပါမမီတို့လည်းအဖြစ်မှန်မသိကြဘူးသူ့ဘက်ကမိသားစုလည်းမသိကြဘူးလေနောက်ရိပ်နဲ့ပြန်တွေ့ရနေကြငါအကုန်လုံးကိုဖွင့်ပြောဖို့စဉ်းစားပြီးသားပါတကိစ္စလည်းနောက်ရိပ်ပဲလားမယုံရဲ့ငါကိုနေမအောင်မကြိတ်နိုင်တာလားငါကနေမမြင်တဲ့နေရာမှာရှောင်နေရလားငါမဝေခဲတတ်တော့ဘူးနေနာကျင်ရတယ်လို့ငါလည်းနာကျင်ရတာပါပဲမယုံရဲ့ဘယ်သူမှသိရကိစ္စမှမဟုတ်တာဘာလို့ဖွင့်ပြောနေမှလဲဖြစ်ပြီးသားကိစ္စတွေတဲ့ပြန်လို့လဲရမှာမရတော့တာကိုဘာလို့အမုန်းပွားစေချင်တာလဲငါလက်ပြတတ်လေးရှင်သန်သွားခြင်းနဲ့ဟာအေးစင်ရဲ့အိုက်ကော်ဖီကလည်းနှွေးနာသလိုအငွေတစ်ထောင်ထောင်ထနေရဲ့ဟော့ကော်ဖီကလည်းအေးဆက်လို့နေခဲ့တယ်။နောက်ရီတက်ကြနေရဲ့ဒီနေ့ကျောင်းအေဂျင်စီတကူကနေအလုပ်ရှောင်မယ်။မရှိရဲ့ရက်မှာချိချခွင့်ရှာလို့ပိုးရေးတက်ကြနေရဲ့မနက်မိုးစီကိုလည်းမဆက်သေးရတာကြာရင်မို့ဖုန်းဆက်လိုက်တယ်။ဟယ်လိုတစ်ဖက်မှာထူတဲ့မနက်မိုးနှောင်းမှာနံပါတ်ပြောင်းထားမှရုပ်တရက်မမှတ်မိအာနှောင်းရီအမကိုဆက်သေးပြထားတာဘလောက်ကြာပြီလဲနေကောင်းတော့တောင်တစ်ခေါက်တစ်ချင်းမလာဘူးနောက်ခုမှရန်ကုန်လာခွင့်ရှာတာအိမ်ကပေးမသွားလို့ဒီနေ့ဒီဟော်ပဲအာလာတွေ့ကြမယ်လေအဝိရှောင်မျိုးကိုတိုက်ပဲရှိရဲ့ဘယ်နှနိုင်တွေ့ကြမလဲအမလာခဲ့မယ်လေနောက်ခုလှုပ်သွားရှောင်မလို့တိတ်တော်ကြမှာမဟုတ်ဘူးမြင်းဒီကုန်းမှာတွေ့ကြမယ်လေကောင်းပြီအမထွက်လာရင်ဖုန်းဆက်လိုက်မယ်သိလားဟုတ်မနောက်ရီဖုန်းချလိုက်တော့တယ်အဲ့ဒီတူအတွေ့အကြုံရှောင်လာတဲ့နာမည်တစ်ခုခံတော့တွေးမိတာနဲ့ရှင်းလာရတယ်အဖြစ်ပြက်တွေကမြန်ဆန်လွန်ခဲ့တာမို့မပွင့်လင်းခဲ့သူရဲ့မပြတ်သားခဲ့သူကိုရဲ့အရာဟာတိတ်မှကြံခဲ့ပြီဆိုရင်ပဲယခုပြစ်စုံပန်ထီတောင်နှောက်ယှက်နေတော့မယ်အိမ်မကြီးတဲ့ခဏခဏရောက်လာတဲ့ခံတော့နောက်ဘာလို့အဲ့လိုလုံးရရလဲဆိုတဲ့အဖြစ်တင်စကားတစ်ခုနဲ့သွေးတွေဖုံးလွှမ်းနေတဲ့ခန္ဓာကိုယ်တစ်ခုပြန်ရင်းမိတဲ့ကြက်သီးထားခြင်းစရာကောင်းတယ်အေဂျင်စီတို့ CV ဖောင်ပေးလိုက်တဲ့မေးစရာရှိရမေးဖြေစရာရှိရဖြေပြီးသွားတယ်အင်တာဗျူးဝင်ရမယ်ဆိုရင်တရက်ကြိုပြီးအမတို့ဘက်ကဆက်သွယ်ပေးမယ်နော်ညီမဖုန်းနံပါတ်တော့ပြောင်းတယ်ပေါ့ပြီးမှလည်းဝင်ရောက်မေးမြန်းလို့ရှာရနော်ဟုတ်မှအဲ့ဒါဆိုညီမပြန်လို့ရှာရပေါ့ညီမပြန်လို့ရှာပါရှင်နောက်ရဲ့ဖုန်းလေးမြည်လာတယ်နောက်ရဲ့အမထွက်လာရင်တော့
ဟုတ်ကဲ့မနှောင်းဆောင်နေမယ်နော်ဟိအမနမကလက်ပြနှုတ်ဆက်ကလှမ်းခေါ်လိုက်တယ် KFC ဆိုင်သွားရအောင်အမစားချင်နေရကြပြီမထွက်ဖြစ်တာနဲ့မစားရဘူးဟိဟုတ်မအမတို့လည်းနှောင်းရည်တို့တင်ကြပြီးစိတ်သေးပူနေရနှောင်းရည်စင်းအောင်တက်နေရတော့ကတော့ရောက်ဖြစ်တယ်ခံသူတို့တက်ကတော့စိတ်မကောင်းဘူးပေါ့ဟုတ်ဒါနဲ့လေအမသိချင်နေရနှောင်းရည်လေးကလည်းဆက်တဲ့ပြက်နေတော့မသိအောင်ဖြစ်နေရဘာသိနေတာလဲနှောင်းရည်တို့ဘေးကိုရောက်တော့အဆီတန်ဖြစ်တာလေအန်တီပြောတာတော့ကောင်းကဆင်းနေဆိုတခုပြက်လာတက်နေကြပုံပဲတဲ့အဲ့ဒါဘာဖြစ်ကြလဲအတိကအကြောင်းတွေပြန်မလန်ကျွန်တော်ပါအောင်မရဲ့သိခွင့်ရမယ်ဆိုရင်တော့သိကျင်ပါလေမနက်မိုးဘာလို့သိကျင်တာလဲကျမသိရင်မနက်မိုးကခန္ဓာတို့ကိုသဘောကျနေကြတာကျမနဲ့ရေးစားဖြစ်သွားလို့နောက်ဆုံးသွားတာဒါပေမဲ့ကျမတို့စုံတဲ့ကြဘယ်တော့မှခလောက်မဆန်ခဲ့တိုင်းသူလေးမနက်မိုးမှာရိုးသားဖြူစင်မှုတွေရှိနေရတော့အမှန်ပဲကိုယ်တိုင်ကအတိတ်ကိုမေ့ထားကြရင်ပဲတချို့လူတွေကကိုမေ့ထားတဲ့တိတ်ကိုပြန်လဲတူးဖော်ကြကြတယ်အတိတ်ရောပြစ်စုံပန်းမှာကောင်းခဲ့မှာအနာဂတ်မှာစိတ်သက်သက်နဲ့ပျော်ရွှင်ရမှာမလားတချိန်ကအတိတ်စီတော့နှောင်အိမ်ပြုံးမလားကားနေမိုးလာလို့မိတ်နေရဘာပြောမလို့လဲမောင်မောင်တခုမေးမယ်နော်မောင်ကိုချက်လားဟမ်အိမ်မလူကိုနှုတ်ပြီးပြောတဲ့စကားကလည်းမောင်ကောက်နေရလားဟာမောင်မိတာကိုဖြစ်လိကွာဘာရင်းလဲယောက်ျားတမ်းမဲ့နှကန်းစုနေရဲ့ခန္ဓာတို့ကိုကြည့်ပြီးနှောင်းရည်ကျင်သွားတယ်ချစ်တယ်လို့တကယ်လို့မောင်သားအဖြစ်တစ်ခုကိုလှုပ်ထားရင်နှောင်းခွဲလို့မလားဖုံးကွယ်ထားတာရှိရဆိုရင်ရောပြောကြည့်လေအပြစ်ပေါ်မူတည်ပြီးခွင့်လွှတ်တင်မလို့တင်ဆုံးဖြတ်ရမှာပေါ့မောင်ကိုချစ်တယ်ဆိုပြီးခွင့်လွှတ်နိုင်တဲ့ကိစ္စရှိမယ်ဆိုရင်တောင်ခွင့်မလွှတ်ဘူးပေါ့အဲ့တို့လားဘာဒီမဟုတ်တာလှုပ်ထားပြန်တာလေပြောမှသာပြောစမ်းပါမောင်ရဲ့တကယ်လို့မောင်ကနှောင်းကိုခိုးပြေးလာတယ်ဆိုရင်ရောตีလိုက်ပေါ်မောင်ရဲ့ဖြစ်เสียလားဟာမောင်အတီပြောနေရအောင်အေးလေအတီဆိုตีလိုက်ပေါ်လို့အခုမှအသက်လေး24နှစ်ရှိသေးရဲ့နှောင်းကယောက်ျားယူပြီးကို့ဘွားတလန့်ကိုယောက်ျားတယောက်ပေါ်မှာပဲမိခိုနေရမှာလေလားမောင်လာနောက်နေတဲ့ဟာမောင်နောက်နေရမဟုတ်ဘူးအတီပြောနေရမောင်အိမ်ကလူကြီးတွေကမောင်ကိုနေကအเจ้าဆရာမတယောက်နဲ့စီစဉ်ထားတာမောင်မယူချင်ဘူးကွာအဲ့ဒါကြောင့်အမေတို့ကိုဖုန်းဆက်ပြီးပြောထားတာတာမိမကိုလာပြီလို့ဟာအထိမမရှိတာမယူချင်ဘူးဆိုမရှိဘူးပဲယောက်ျားပဲပွင့်နေပြောလေနောင်ကိုဘာလို့ခုထုံးလာလုပ်နေရလဲတခါလေးပြောထားမယ်နော်နောင်လက်မထက်ချင်သေးဘူးနောင်လေးယူကြမှာပဲနှောက်ရဲ့ဘာရင်များပိုးစမ်းသွားလို့လဲစမ်းနေခုလိုမျိုးငါ့ကိုတော့အတိမပေးပဲအကျန်းဖက်သလိုချိန်ချောက်သလိုမျိုးဆိုရင်ပိုးတောင်စမ်းနေနောင်ဘယ်တော့မှခိုးရမလိုက်ဘူးမောင်နောင်ယောက်ျားတယောက်ကိုရဖို့အတွက်ခိုးရမလိုက်ဘူးလုံးဝပဲနော်နောင်စိမ်ဆိုးချင်မှုတော့မောင်မရတော့ဘူးလေမောင်ကနောင်ကိုအတိပေးတာပြန်ပြလို့မရတော့ဘူးမောင်ကခိုးပြေးလာတယ်ဆိုတာစကားဖြစ်တာပြောလိုက်တာသားတို့ကညားနေကြပြီလို့အဲ့လိုပြောလိုက်တာဟာနင်မရိုင်းလာကြည့်တာငါတိတ်ခါကိုနည်းနည်းလေးတောင်မထက်တယ်ဘူးလားဟမ်ငါကိုဒီလိုချင်းချောက်လို့ရမယ်နင်ထင်ရလားဒေါသကြီးထွက်လုံးလို့နှလုံးခုန်လုံးတွေမြန်လာသလိုမျက်နှာတစ်ခုလုံးလဲပူရှိန်နေရဲ့နှောင်းကလည်းကွာစိတ်ထဲမှာမောင်ကိုရှိလို့နှောင်းပါလေများနစ်နာမှာမလို့လေမောင်နှောင်းကိုတင်းနှောင်းတင်းနဲ့ထားနိုင်ပါလေနင်မနှမမရှိဘူးလားနင်နှမကိုတခြားသူကတပုတ်လည်းပြောထားပြီးမှအိတ်ခေါ်သွားတယ်ဆိုရင်နေဘလို့လုပ်မှာလေနှောင်းမဆိုင်နိုင်ပြောနေကွာဘာရန်တော့ထွက်နေရလဲကိုချစ်သူကိုရွာမဲ့ကိစ္စအဲ့လောက်စံစစ်ဖြစ်เสียလို့လားမောင်နှောင်းကိုချစ်တာသိရနဲ့အော်နေကချစ်ပဲချစ်တတ်တာလားမိမတယောက်ရဲ့ဂုံသိက္ခာကိုတန်ဖိုးထားဖို့ရောမတွေ့ဘူးလားငါတခါပြီးပဲပြောမယ်နော်ငါကိုလာပြီးခိုးပြသလိုပုံစံမျိုးလာမလုပ်နဲ့နေငါမလိုက်တော့ဘူးငါရောက်တာနဲ့ချက်ချင်းပြန်နေမောင်ရဲ့ယောက်ျားစကားအလကားဖြစ်သွားမှာရောနှောင်းမထက်တော့ဘူးလားနေဟာနေပေါက်လို့ပဲစားပြောတာကိုငါကဘာကြောင့်ထက်တွေ့ရမှာလဲကားပေါ်မှာအိတ်သူကအိတ်နိုးသူကနိုးနေမို့ကျေလာရဲ့စကားတောင်ကိုပြန်ထိန်နေရတဲ့ဒေါသကပိုးထွက်လာတယ်တော်ပြီခံတို့ရငါကိုတောင်းရင်ပါလေလာပြောနေတော့ငကိုတဲကဒီခီကိုငါလိုက်ချင်တာမဟုတ်ဘူးတခုကလိုက်ခဲ့ဖို့အတွင်းဆဲဆောင်နေတယ်လို့ခန်းစားနေရနဲ့လိုက်လာပြစ်တာဒါပေမဲ့ငါသိခါကိုတော့နိမိသားစုရှိမှနည်းနည်းလေးတောင်အထီပါမခံနိုင်ဘူးနေလက်မခံလည်းမတက်နိုင်တော့ဘူးကိုကလောက်ဝဲဆိုဖြစ်အောင်ကိုလောက်မှရှင်းလာဆက်ပြီးပြောနေပါထချမိတော့မှမို့မပြောဘဲအကျိတ်ထားလိုက်တယ်ဘိတ်ရာကြီးညကားနဲ့ချက်ချင်းပြန်လာမယ်ခီးပန်းနဲ့ပန်းမစီတော့လို့ပဲတွေးထားလိုက်တယ်ကဲခီးတွေကိတ်ဆုံးပါရဲ့ခင်ဗျာကိုပစ္စည်းကိုသေးချစစ်ပြီးတွားလို့ရခီးကိုအေးချမ်းတွားနိုင်ကြပါစေခင်ဗျာငါ့ဟိဒီနေမတဲ့နဲ့ငါဒီညကားနဲ့ပြန်มาငါ့ကိုလှော်မလို့ဘူးမင်းကိုရင်ကိုလိုက်ခဲ့ရမယ်နှောက်ရည်တွင်ဒါဟာကိုဆုံးဖြတ်ချက်ပဲပါဆပြလိုက်တယ်ဒေါသတို့ကထိတ်မြတော့ရောင်းရင်းဆက်ကဖြစ်သွားကြပြီနှောက်ရည်တင်စကားချပြလိုက်တယ်အေးကိုငုတ်တော်လိုက်ပြီးတက်ပြင်းရှည်ချပြလိုက်တယ်နောက်စီတွေးကတော့အမတီးထားသလိုအစီးတန်ဖြစ်သွားတယ်ဆိုတော့နှောင်မလည်းမှားခဲ့သလိုမှန်လည်းမှန်ခဲ့ပါဘူးနှောင်လည်းမိကလေးပါကိုရှက်နဲ့တိတ်ခေါင်တန်ဖိုးထားပိုင်ခွင့်ရှိရပဲလေမြန်မာပြောတာမှန်တဲ့လောက်တော့မှန်ပါလေတစ်ဖက်မှာတော့အသက်ပေးသွားရတာဆိုတော့သူ့ကြောင့်လည်းနောက်ဘလောက်ဒုက္ခများခဲ့ရပါလဲဆိုတာအမကိုပြောပြရင်လေအမရှုံနိုင်မယ်မထင်ဘူးမိသားစုတော်ဒီအပိုင်းတွင်းမှာလက်ခံလာတာအမကိုရှင်းပြရင်လည်းပေးရှည်သွားလိုက်မယ်နှောင်ရှင်းလည်းမရှင်းပြကြတော့ဘူး
အင်းမနမှုစိတ်ထဲမှာတော့ခံတို့မျက်နှာကိုမြင်ရလာပြီးအမကိုသာမေးချက်ခဲ့ရေးဆိုတဲ့စကားကိုသာရေးရွရင်ရှင်တစ်ခုလုံးစွန့်နေလာခဲ့တယ်။ဒါနဲ့ညီမကအမတို့စီမှာပဲပြန်လို့တော့လားအစိဒတ်ဖြစ်သွားတာပဲအိရှာကိုအမပြောလိုက်ရင်ပြန်လက်ခံမှာပါ။ဟင်အဲ့မှာမလို့ချင်တော့ဘူးအဟောင်းတွေကအစ်စ်ပြန်ဖြစ်လာမှဆိုလို့အင်းနောက်လဲအမတို့မကြတွေ့ကြမယ်နော်။ဟုတ်ကဲ့အဲ့ဒါဆိုနှောင်းတို့ပြန်ကြရအောင်နော်။နှောင်းရဲ့ဖုန်းမှာကိုဆိုတဲ့ကွန်တက်နဲ့တူဖုန်းဝင်လာတယ်။ဟယ်လိုကိုမိနောင်လက်ပြန်ကိုပညာရေးမှုခိုင်းလို့ရန်ကုန်လာရမှာအဲ့ဒါဖုန်းလဲဆက်တာတွေ့ကြမယ်လေဟုတ်လားတွေ့ကြမှာပေါ့ကိုရရင်သာဖုန်းဆက်လိုက်နော်ကောင်းပြီဖုန်းချလိုက်တော့မယ်နော်ဟုတ်ကဲ့ထက်လေးတင်ဖုန်းချပြီးသွားတယ်ဖုန်းကထက်မိလာပြန်တယ် agency ကပဲဟယ်လိုအမတို့ Butterfly Job agency ကပါမရက်ပြန်ညီမလေးအင်တာဗျူးဝင်နိုင်မလားဟုတ်ကဲ့အမဘယ်မြို့နယ်မှာလဲရင်ညီမအဆောင်နဲ့ဝင်းရင်တော့အဆင်မပြေဘူးရှင်အေးညီမလေးအဲ့လိုနေရဆိုရင်အဆင်ပြေမလားအဲ့ဆိုရင်တော့အဆင်ပြေပါတယ်ညီမကအဲ့ဒီဘက်မှာပဲဆိုတော့တိတ်တော့မဝေးပါဘူးအမလေးစာပြောမယ်နော်မှတ်ထားလိုက်ညီမလေးလက်ပြန်နေ့လည်း2နာရီဝင်ရမှာနော်ဟုတ်ကျေးဇူးပါအမမနေ့ကိုကဘေးချင်းရောက်မယ်မသိအင်တာဗျူးက2နာရီဝင်ရမယ်အတွေးနဲ့နှောင်းရည်တယောက်တချင်းဖွင့်ပြီးရေးချိုးလိုက်တော့တယ်ကျမဘွားမှာလည်းမရှိခဲ့တဲ့နေ့ရက်တွေကဘာဆိုဘာမှမရှိရတဲ့ဘွားတကူလိုပဲညတာရီရှေ့ကြလာတာကတော့ပြောမနေနဲ့မငိုရရဲ့နေဆိုတာမရှိနတ်တီကွန်နာချင်းပိုင် let's for youမာကိုပြောချင်သောစကားနဲ့ထပ်တူကြခဲ့တဲ့တခြင်းလေးအင်တာနက်ဖွင့်လိုက်တာနဲ့ဝင်လာတဲ့ message လေးချင်းနှင်းပို့လာပဲမမကြီးချင်းနှင်းကောက်မှာခဲပကြီးတင်ထားတာလေအဲ့ဒါချင်းနှင်းတို့နေမှာတောင်ရင်ကြနေတဲ့ဆံဝင်တယောက်ဝင်မှတ်ထားတာသိလားသူမြင်ဘူးတဲ့အဲ့ဒါနဲ့ချင်းနှင်းလေး CB ကနေသွားမိတာသူတို့စီးကြောင်းတက်တက်နေတဲ့တစ်နှစ်ထက်ပဲတဲ့အဲ့ဒီမနာမည်ကမေယုံခမို့လားလို့ပြီးတော့ဟုတ်တယ်တဲ့အက်ဆီဒန့်ဖြစ်ပြီးဆေးလောကကနေအနားယူထားတဲ့အဆက်တော့မရှိဘူးတဲ့အဲ့ဒီမဖေကအုံနောက်နဲ့အောင်ကျော်သူ့ကိုဆရာဝန်ကြီးဦးမြတ်ခါတယ်ချင်းနီးရဲ့မက်ဆေ့ကိုဖတ်ပြီးလက်ထဲကဖုန်းလောင်လွတ်သွားတယ်။နီးရတဲ့ဝင်းနေရတဲ့ဖြစ်ကိုလည်းစိတ်တော်မိရဲ့။မက်ရတီကိုမင်းရင်သိများသိနိုင်မလားလို့တွေးနေမိရဲ့။ Facebook မှာ friend ဖြစ်နေပေမဲ့အဲ့ဒီမကတိတ်မတော့တခါလီမှသာတွေ့ရတတ်တယ်။ဘာလို့ရင်ကောင်းလဲစဉ်းစားရင်အုံနောက်ပင်ခြောက်လာတယ်။ရေမိုးချိုးပြီးစားတော့ပြီးရနဲ့ဖျားစင်ရှိမိမပီပီထိုင်ချလိုက်တယ်။ကြာသမျှဖျားစားတွေကိုရွတ်ဖတ်ပြီးဘေးစရာပြောခဲ့တဲ့စကားတိုင်းမြောက်ကျွန်းကအမတွေကိုမြစ်တာဖို့အမြောက်ဝေတယ်။သူတို့နာမည်တွေပါခေါ်ပြီး19ရောင်စလုံးကိုအမြောက်ဝေပေးလိုက်တယ်။စိတ်ထဲအေးချမ်းသွားသလိုပဲပီယာနဲ့ချင်းနှင်းပြောလာတဲ့စကားတွေကိုပြန်တွေးမိလာပြန်တယ်။မရကြီးအတစ်နောင်ဖြစ်လာမှကိုလည်းစောင့်နေရင်းနဲ့ထလင်းသွေးနှောင်းရီစီတို့ဖုန်းခေါ်လိုက်တယ်။ဟယ်လိုမီနောင်ပြောလေကိုအေးကိုနဲ့တွေ့လို့မရတော့ညီမလေးရဲ့အစည်းအဝါတခါလေးတက်ရမှာမို့နေချင်းပြန်ဆိုတော့နောက်ကျရင်ကောင်းရှိတော့မှာဆိုလို့ကိုကလည်းလှုပ်ပြီးရောနောက်လေဒီနေ့အင်တာဗျူးရှိရဲ့နေ့လည်း2နာရီဝင်ရမှာအေးပါနောက်မှကိုလာလိမ့်မယ်ဟုတ်ပြီလားဟုတ်ကိုဖုန်းခွေတာလိုတာလေညာကအတွေးလွန်နေရတဲ့တော်တော်နဲ့ပင်အိတ်မပြောမရတီကိုလည်းလိုက်တက်လာရင်စာပြန်မာလို့ပို့ထားမိသေးရဲ့အင်တာဗျူးက2နာရီမှမို့အေးဆေးလှုပ်နေရဲ့ရေမိုးချိုးစားတော့ပြင်ဆင်ပြီးရနဲ့သွားဖို့ပြန်လိုက်တော့တယ်ဖျားဝပြုတ်ပြီးရနဲ့တိုက်ရောက်သူဆင်းလိုက်တယ်ကိုတီးနဲ့ကိုရှောင်းလာတော့လမ်းကြားထဲမှာရုတ်တဲ့ကိုရင်လာတဲ့ကားကြောင့်လက်ဖြတ်သွားကခြေချော်ပြီးလဲသွားတော့တယ်နားလိုက်တာနောက်ရိတ်လဲသွားတယ်ဆိုဘေးနားကလူ3လောက်ကပြေးလာကဘာဖြစ်သွားသေးတဲ့ကလေးမှကားနဲ့တော့မတိုက်မိဘူးမလားတယောက်တစ်ပေါက်မေးနေကြတယ်အဲ့ဒီစီကားမှလူတယောက်ဆင်းလာကအခုကားနဲ့မတိုက်မိဘူးမလားညီမသူ့အဖြစ်ဖြစ်မှာဆိုရင်မေးတတ်တယ်လို့မေးလိုက်ချက်မေမတိုက်မိပါဘူးရုတ်တရက်လမ်းသွားပြီးခြေထောက်ခောက်လဲသွားတာအဆင်ပြေလားရှင်သွားတဲ့ရှီယာသွားပါမသိရင်ပဲတက်တက်မဲ့လဲချင်အောင်ဆောင်နေတယ်လို့မင်းညာကသူ့ပြက်တော့အောင်မင်းတို့ကလည်းကားစီးနိုင်နေဆိုပြီးတန်းကြားရတော့ဖြည်းဖြည်းမောက်မို့ကွာအရက်ဖို့နဲ့ခန့်ဝလူကြီးမှအဲ့ဒီကားဘက်ကလူကိုပြောလိုက်တယ်ကျွန်တော်လေးဖြည်းဖြည်းပဲမောင်းတာပါဗျာဆက်ပြောမယ့်ဟန်ဖြစ်စနေစဉ်ရတယ်ကျမဘာမှဖြစ်ဘူးဟုတ်ပြီလားရှက်လန်းရှင်သွားတော့ဦးလေးတို့ကိုလည်းကျေးဇူးတင်ပါတယ်ကျမ2နာရီကြာရင်အင်တာဗျူးဝင်ရမှာမို့နည်းနည်းလောသွားတာကိစ္စမရှိပါဘူးအကုန်လုံးကိုကျေးဇူးပါရှင်ဘာမှလက်ပတ်မှုမယိုးသားမှုမပါကားမှုပြောပြီးထွက်သွားမဲ့ဟန်ပြင်နေရဲ့အဲ့ဒီမိကလေးကိုကိုယ်စကားအမှားကြောင့်နည်းနည်းတော့အာနာမိသွားတယ်မတ်ထက်ထိုင်လိုက်တော့လဲချထားတဲ့စတောက်ကထောင်မရတော့နားလိုက်တာမြည်ပင်ဝဲတက်သွားတယ်လမ်းမှာမို့မြည်မကြအောင်တော့ထိတ်ထားရှာတယ်ဘေးနားကတီရှပ်ဖြစ်ဝဲထားတဲ့ဦးလေးတယောက်ကိုတက်စီငှားပေးဖို့ကိုကြီးတောင်းမိတယ်ဦးလေးကျမလမ်းမရှောင်နိုင်တော့လို့ကျေးဇူးပြုပြီးတက်စီငှားပေးလို့ရမလားရှင်တက်စီငှားမလို့လားငှားမိပါနဲ့အကိုစေးကန်းကိုလိုက်ပို့ပါမယ်ပြီးရင်ညီမအင်တာဗျူးဝင်ရမယ့်စီကိုပါလိုက်ပို့ပေးပါမယ်အခုပြောကလည်းမကင်ဘူးဆိုတော့ရပါရဲ့ရှင်တက်စီနဲ့သွားလဲရောက်ပါတယ်မလိုပါဘူးခုလိုပြောပေါ်ရလို့ကျေးဇူးပါမာနာကအဲ့ဒီမျိုးမယားသဘောကျမိသွားကပြုံးမိသွားတယ်အခုစကားမှသွားခဲ့တာအတွက် sorry ပါညီမလာပါအကိုလိုက်ပို့ပေးပါမယ်
ဟုတ်တယ်တူမကြီးလိုက်တော့လိုက်ပါတစီနဲ့ဆိုရင်ဈေးကန်းကိုတခါအလုပ်ကိုတခါနဲ့ခီးဖြစ်ပါလေအဲ့ဒီကားသမားကိုကတွဲပြီးတော့ကားပေါ်တို့တည်းရဲ့ရှေ့တကားကိုဖွင့်လိုက်ချိန်ကျမနောက်မှာပဲထိုင်မှမေးအားမနိုင်ဘူးလူကိုထင်းသေးလိုမျိုးလောက်ကျန်ဖန်တီးထားတဲ့လူလိုမျိုးဆက်ဆံခဲ့တဲ့လူတစ်ယောက်ကိုအယောမဝင်ခြင်းကောင်းပါ၏ခင်ဗျာအစ်စ်လဲပြီးလေခိုးသွားတယ်လို့ဆိုကအစ်စ်ပြန်တဲ့ချိန်တော့မငိုပဲမနေနိုင်တော့နားတော့ဦးဆရာဝန်မဆေးလင်းပတိဆေးပေးလိုက်တယ်ဆေးဘူးကိုသူ့ပေးမယ်ဆိုတော့အတင်းမင်းငင်းဆန်ခဲ့ရတယ်အကိုစကားကြောင့်စိတ်မကြည်ဖြစ်နေရလားမင်းကမာနာကလေးပဲနော်အကိုလည်းရုတ်တရက်လမ်းသွားလို့ပါကျမနားလဲပါတယ်အခုနာမည်ကအကာပါမိတ်ဆက်ရလောက်မဲ့ဆက်ဆံရေးတော့မဟုတ်ပေမဲ့နောက်လမ်းမှာတွေ့ရင်နှုတ်ဆက်ရအောင်ပေါ့ညမနာမည်ရောကျမပြောချင်တယ်မရှိလို့မပြောလို့ရလားရှင်ဟာရပါတယ်ဗျာရပါတယ်ရှက်ရင်ရှဲမိတယ်ကိုလိုရွှတ်ရည်မျိုးနဲ့နောက်ဆုံးမော်ကားကိုစီးထားတဲ့ကောင်ကိုတောင်ခြေမိုးနေရဲ့အဲ့ဒီမာနာကလေးကအထင်ကြီးမိသွားတယ်တချို့မိတ်ကလေးဆိုရင်မြင်းကမလို့ခုံးကားလှုပ်တယ်တခုဆိုရင်ဝင်ရောကျင်နေဒီမိတ်ကလေးကတော့အယောဝင်လာဖို့နေတဲ့တာအယောပင်မခံခဲ့အချိန်က3နာရီပြင်ဖြစ်သွားပြီတနာရီတောင်နောက်ကျတဲ့လူကိုအင်တာဗျူးပါမလားတွေ့ရင်မောလာတယ်ဆေးလင်းပတိစီးထားတာမို့ခြေထောက်ကအနှဲငယ်တော့ထောက်လို့ရတယ်ကားဟောကဆရာသမားကိုကြီးကိုထပ်မြူကျွန်တော်ရေမနှဲထောက်ထားရတယ်ဟေးအဆင်ပြေလားအကိုလိုက်ဖို့ပြရအောင်မလားမီးပေါ်ရလို့ကျေးဇူးပါရှင်ကျမတော်တော့မေခက်တီတီပြင်ပြောကလက်ထွက်လာလိုက်တယ်ခံညာထင်ဝါနေရဲ့စိုင်းဖို့ကြီးကကျမကိုလှောင်နေသလိုပဲမီဒီယာနဲ့ FRC ကုမ္ပဏီတခုမို့စိုင်းဖို့ကသူများရဲ့ထဲရင်ပိုရိခံညာနေရင်ခုံလေးရဲ့ရင်းစုံကိုထိမ့်ပြီးတကားဆက်ဖွင့်ဝင်လိုက်တယ်မင်္ဂလာပါမစုံညာကိစ္စအတွက်လားရေးကြီးပြငါးစားနှုတ်ဆက်လာတဲ့ဝန်ထမ်းတယောက်မဟုတ်ဘူးရှင်စီနီယာကောင်းတဲ့အတွက်အင်တာဗျူးဝင်ဖို့အတွက်ပါအော်ခဏတော့အိတ်ရှာကိုပြောပြမယ်ဟုတ်ကျေးဇူးအမဒီမှာအကောင့်တက်တဲ့အင်တာဗျူးဝင်ဖို့တယ်ဟေးနှစ်နာရီခွဲကအင်တာဗျူးပြီးသွားပြီလေအေဂျင်စီက9ယောက်လှုပ်ပေးမယ်ပြောပြီး4ယောက်ထဲမှာမန်နေဂျာကတောင်မင်းနေတည်းရဲ့အချိန်ကိုမလေးစားတာကိုမန်နေဂျာအန်တီယောကမကြိုက်ဘူးဒီနေ့တော့ညီမဝယ်လို့ရတော့မယ်မထင်ဘူးမန်နေဂျာတီဗီထောက်ထားရတဲ့ခြေထောက်ကခုမှပိုးနာလာတယ်ငိုချပြလိုက်ခြင်းနဲ့တို့ရင်မဲ့မငိုခဲ့ညီမအချိန်မီထွက်လာတာပါလမ်းမှာအသေးစားအက်ဆီဒန့်ဖြစ်သွားလို့ပါမန်နေဂျာကိုယ်တိုင်အင်တာဗျူးလာဆိုတော့အမလည်းမတက်နိုင်ဘူးညီမဟုတ်ကဲ့အဲ့ဒါဆိုညီမကိုတောက်ခွင့်ပြပါအောင်လှည့်ထွက်လာတယ်ဆိုတောက်ခနဲပြုတ်ကြလာတဲ့မြေကြီးတွေကိုမတိလိုက်ခင်မှာပဲခြေထောက်ကထုံးနေဖြစ်သွားရတယ်ရှက်ထားလားဝမ်းနေရလားခြေထောက်ကနာလာလားဝေးဝဲမကြတော့အဲ့ဒီစင်ကြားလိုက်ရတဲ့အတန်ကြောင့်ရှင်နဲ့လက်ခနဲဖြစ်သွားရတယ်မောဟိုက်လာတယ်မရင်မခုပြန်သွားတာတူလေအင်တာဗျူးဝင်ဖို့အချိန်ပြေသွားရင်မို့ပြန်လွတ်လိုက်တာအလုပ်ပေးမရသေးဘူးစင်ကြီးကတပုံကြီးနဲ့ဘာရင်စင်ကြီးပေးလို့လဲအချိန်မီလာပါရဲ့လမ်းမှာအသေးစားအစည်းဓာတ်တကူဖြစ်နေလို့လေမန်နေဂျာဆိုသူကနှောင်းရည်တွင်အားလှည့်ကြည့်လိုက်တယ်ထောနဲ့ဖြည်းဖြည်းချင်းလှမ်းနေတဲ့ကောင်းမလေးတယောက်သူတကယ်အစည်းဓာတ်ဖြစ်တာနဲ့တူတယ်ခေါ်လိုက်ပါခြေထောက်လေးနားလေးပုံရတယ်တဖြည်းဖြည်းဝေးခွာသွားတဲ့အတန်ကြောင့်နှောင်းရည်ပြစ်ပင်လဲကျသွားခြင်းနဲ့အဲ့ဒီတန်ကမရဲ့အတန်မှလားစိုးတဲ့ဘက်ကမသွားပဲချိုတဲ့ဘက်ကိုသွားတာမှလားဟိတ်ညီမခဏနေဦးကျမခဏရက်လိုက်တယ်ညီမအင်တာဗျူးဝင်ရမယ်ဆက်ပြောမဲ့ဟန်ပြင်းပြီးမှမျက်ရည်တွေနဲ့မျက်နှာတစ်စုံကိုကြည့်ပြီးစကားတန်ပိုးရည်ပြောပြောင်းသွားတယ်။ဟေးငိုးနေရပဲ။ဘာလို့လဲအင်တာဗျူးမဝင်ရလို့လား။မဟုတ်ပါဘူးခြေထောက်ကနာလို့ပါ။အော်ခြေထောက်ထိသွားလား။ခေါင်းမင်းငိမ့်ပြလိုက်တော့တယ်။အဲ့ဒီတန်မရှင်ကဘာတူလဲ။မလားမဖြစ်နိုင်တာ။အလောက်တော့မတိုက်ဆိုင်နိုင်ပါဘူး။ဒါပေမဲ့ပင်လယ်ထဲမှာနောက်ဆုံးကြားလိုက်ရတဲ့မအတန်ကိုတော့မမှတ်မိစရာဘာအကြောင်းမှမရှိ။တကယ်လို့မန်နေဂျာဆိုသူကမဆိုရင်ငါဘလို့ရင်ဆိုင်ရမလဲ။တယောက်တည်းတွေးပေါင်းများစွာဖြင့်အဟိမခေါ်ရတော့ဖြည်းဖြည်းချင်းလိုက်သွားပြီးရောတယ်။တခါလီဘာစိတ်ခံစားမှုမှမရှိပဲကောင်းကင်မှာလွတ်လပ်စွာပြန်တန်းနေတဲ့ငှက်ကလေးတစ်ကောင်ဖြစ်ခြင်းနဲ့ဒါပေမဲ့ကောင်းကင်ကြီးတော့လိုတာပေါ့။မျော်လင့်ချက်တွေနဲ့အဆောင်တန်ခုန်နေတဲ့ရှင်ဆုံးခြေထောက်ကသွေးကြပြီးတစ်စင်နဲ့ကြိုက်လာတဲ့တိုင်ဟာနှင်းထုတ်ခမ်းသလိုမျိုးအငင်းဆိုခံရလို့ဖြစ်ပေါ်လာတဲ့ရှက်စိတ်အဲ့ဒီရာအလုံးကိုပုံမှန်စိတ်နှုတ်နဲ့ဆိုရင်မိလေးသောလောက်ကိုခန်းစားရခက်နေရဲ့သို့တော့မသေးချာမကြီးရတဲ့အတန်လေးတစ်ခုကြောင့်ရှိသမျှအားရည်တွေကိုညှစ်ထုတ်ပြီးအဲ့ဒီမှခေါ်ဆောင်ရတော့ခြေလန်းလှမ်းခြင်းကိုခက်ခက်ကဲလှမ်းနေရတယ်မရှိမအမပဲပြောလိုက်တော့နော်ညီမပိုင်းအောင်လာလို့အချိန်ခါလည်းမဟုတ်ပဲ mistake ဖြစ်နေလို့ပုံမှန်တိုင်းဆိုရင်ခက်ခါလို့ပြောတတ်ပေမဲ့အလုပ်ထဲမှာတော့အမတိုင်အမညီမတိုင်ညီမပဲပြောတယ်အလုပ်ထဲမှာမို့ခက်ခါလို့မသုံးပြေဟုတ်ကဲ့မယောလာညီမမန်နေဂျာကတော့မပြောတော့ဘူးတဲ့အမက HR ဆိုတော့အမနဲ့ပဲအင်တာဗျူးပြတော့မယ်ဟုတ်ကဲ့မအတန်ရှင်လေးကိုရှာနေမိပေမဲ့အစအနာပဲမတွေ့ရတော့ရှင်နဲ့မိုးကျန်လာတယ်ခဏလောက်လေးပဲဖြစ်ဖြစ်သိဆုံးသွားစေမိတယ်ပင်မနေဆိုတာထက်ပိုတယ်နာကျင်ရတာထက်ပိုတယ်ရေအရာမရှိတဲ့ခံစားချက်ပါမျိုးစုံနဲ့ရင်တစ်ခုလုံးပူလောင်နေရတယ်ရသမျှဖျားစားလေးရုပ်ပြီးစုရည်နဲ့ထထလဲလဲတောင်းနေမိတယ်လူဆိုတာဒုက္ခရောက်ရင်အမေနဲ့ဖျားကိုတကြရပဲမလား
အမေကဆူတောင်းကိုဖြည့်ပေးနိုင်တော့ဖျားရှင်စီမှာပဲတန်းတတတောင်းတနေမိတယ်တခုတည်းသောစုတစ်ခုပါပဲညီမလုပ်ငန်းတွေ့ကြုံဘယ်လောက်ရှိလဲ2 နှစ်ပါမှာအရင်လောက်ကဘာလို့ထွက်လာလဲအစီးတက်ဖြစ်ပြီး6 လလောက်ကိုမဖြစ်သွားတော့အဲ့လောက်ကနေနားလိုက်တာပါဟုတ်လားကိုမတော့ဖြစ်သွားတာဆိုတော့အစီးတက်ကကြီးလို့လားဟုတ်ကျေးဇူးပြုရမဆိုင်တာလည်းမမေးပါနဲ့အမရေနောင်ရန်ပင်ပန်းနေလို့ပါစိတ်ထဲမှာတောင်းဆိုနေမိတယ်အေးစင်းရဲ့အေယာကွန်ထဲမှာခြေသီးချက်ပေါက်ကျနေတဲ့နှောက်ရည်ကိုအိတ်ရှာစိတ်ပြက်နေမှာတော့မှန်မယ်ညီမပုံစံကြည့်ရတာစိတ်ရမ်းလှုပ်ရှားနေသလိုပဲအင်တာဗျူးဝင်ရလို့စိတ်လှုပ်ရှားနေရလားလက်နှစ်ဖက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားမိတယ်အေးကထဲမှာတစ်စစ်စစ်နဲ့ပိုးကိုက်လာတဲ့ချက်တောင်နဲ့တကောလုံးပိုးဆက်ဘူးလောင်ဖြစ်နေရတယ်အိတ်ရှာမိသမျှတွေကိုမကြားတဲ့ချက်ကြားတဲ့ချက်နဲ့တေးကြပါတဲ့အင်တာဗျူးချင်းတွေကြမယ်ဆိုတာစိတ်ပြက်လက်ပြက်လေးတန်းနဲ့အိတ်ရှာဆိုတဲ့အမရဲ့အတန်းထွက်ပေါ်လာတယ်ရပြီနော်ညီမအမားတို့ပြန်ဆက်သွယ်လိုက်မယ်နော်အင်တာဗျူးပြီးပြီနော်ဟုတ်ကျေးဇူးတင်ပါတယ်ပြောမလို့ပဲစကားတွေအဆုံးအောင်မထက်တော့ဝုန်းဆိုတဲ့အတန်နဲ့အတူကျဲမော်တို့လဲကြာသွားတော့တယ်ဟေးလာကြပါအောင်ဒီမှာတတိမေသွားလို့စွန်ညံသွားရဲ့ရုံငန်းထဲမှာအတန်တွေကြောင့်မေယွန်းခဏမိနေရမှာလန့်လို့သွားရတယ်ဘာဖြစ်ကြလဲစွန်ညံနေရပဲအောက်နေရဲ့ဘက်ကိုအသာဖိပြီးအခန်းထဲမှာထွက်လာကခန့်ဆက်ပင်မေးလိုက်တယ်ခုနကအင်တာဗျူးဝင်နေတဲ့ကောင်မလေးတတိလက်သွားလို့ဟဲဘလို့ဖြစ်တာလဲအမလည်းမသိဘူးမယုံမေးတာကိုဖြည့်ချင်းသလိုမဖြည့်ချင်းသလိုနဲ့မို့အမလည်းအင်တာဗျူးကိုအဆုံးသတ်လိုက်တာအဲ့ဒါနီးတဲ့စိတ်ကပိုးပေးလိုက်ပါကိုစီမှာဖြစ်တာဆိုတော့ညီမတို့စီမှာလည်းတာဝန်ရှိရဲ့မြန်မြန်မေရွညှမ်းချပြရတဲ့အခန်းထဲပြောင်းဝင်သွားတော့တယ်ရုံးကဝန်ထမ်းကောင်လေးမနှောင်ယူကိုပွေ့ချလိုက်တယ်ကားလေးတို့ထက်ကနီးစရာစီကတစ်ခုတော့မောင်းထက်သွားတော့တယ်မိကလေးအဖော်အဖြစ်ဝန်ထမ်းကောင်မလေးတယောက်ထည့်ပေးလိုက်တယ်နှောင်ယူကတော့ငြိမ်သက်နေစေစီကရောက်ရင်လည်းဖုံးဆက်အောင်တော့မြန်လို့အိရှာမမလှမ်းရည်ပြောလိုက်တယ်ဟုတ်ကဲ့အမရှေးမကောင်းမောင်းရဲ့ဝန်ထမ်းကောင်လေးမမြန်လို့အဲ့ကောင်မလေးဘာဖြစ်သွားရလဲသိလားမတူဘူးကိုမျိုးရဲ့ညီမတို့လည်းအိရှာအောင်မအတီးအားစလာကလေးကတော့နေကောင်းတဲ့ပုံမပုံချက်တောင်မှလည်းတင်ရကြည့်နေလောလက်ဖြစ်ထားတာနဲ့တူတယ်အင်တာဗျူးဖြစ်ဖို့လာရင်လည်းအစီအတန်ဖြစ်တယ်ဆိုဝဲအော်အေးလေသူခမညာအလောက်ကရှာလားမရလားတော့မသိဘူးစေကန်းရောက်ပါရောက်နေကဲရောက်ပြီကိုမျိုးကနောက်ယူကိုပေးချီကစေကန်းနဲ့ဝင်သွားတယ်တတိနဲ့သွားတဲ့လူနာပါတတိနဲ့ထားဘလောက်ကြာကြီးလဲဒီလိုရောက်ထားနေဆိုရင်မိနစ်20လောက်တော့ကြာကြီးစရာအောက်ဆီဂျင်ဘိုက်တွေတက်ပြီးရနဲ့သွေးပေါင်တွေတိုင်းနဲ့နှလုံးခုန်လုံးဆက်သက်ကသွေးရကအရန်နေနေရဲ့နှလုံးခုန်လုံးကလည်းပုံမှန်မဟုတ်ဘူးရှော့ရစရာတခုရှိခဲ့ပုံပဲဒါနဲ့6 ကမဖြစ်တာလေဇက်တိုင်းမေခွန်းတွေရောဖြေပါမေးလိုက်ဖြေလိုက်လှုပ်နေတဲ့ဆရာဝန်6 ကတော့တေးစာအစီအတန်ဖြစ်တယ်လို့ပြောတဲ့ဒေါက်တာတေးကြတော့မသိဘူးကျမတို့လို့ကိုအင်တာဗျူးဝင်ရင်းနဲ့ခုလိုဖြစ်သွားတာအော်ကျွန်တော်စိတ်ထိုးပေးထားတယ်တနိုင်လောက်နေမှသတိရမှာတရားလောက်စောင့်နေမှအဆင်ပြေမယ်ထင်တယ်ဟုတ်စောင့်ပါပါဆရာဒါနဲ့လူနာနာမည်ကရောမသိဘူးရှင်အိတ်ရှာကိုဖုန်းဆက်ပြီးလှမ်းမိလိုက်အောင်မယ်နော်ညနိုးဆိုရင်ကောင်မလေးမှဖုန်းထုတ်ဆက်လိုက်တယ်ဟယ်လိုညနိုးအဆင်ပြေလားနောက်တနိုင်လောက်မှသတိရမယ်တဲ့ဒါနဲ့အဲ့ကောင်မလေးနာမည်ရောနှောင်းရိတ်တွင်အသက်ကတော့စီဗီဖောင်နဲ့ကြည့်လိုက်အောင်မယ်ခဏအသက်က25ဟုတ်မှာအဲ့ဒါဆိုဖုန်းချလိုက်တော့မယ်နော်အေးကိုမျိုးကိုပြန်လွှတ်လိုက်ညီမကတော့နေခဲ့လိုက်ဟုတ်ကိုမျိုးကိုပြန်လာခဲ့တဲ့ညီမကနေခဲ့ရမှာသူသတိရလာမှဖုန်းပြန်ဆက်လိုက်မယ်နော်โอเคညီမလွဲနိုင်လုံးနဲ့ကညမကအဲ့ဒီချစ်သူနှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာကိုကြည်စားနေတဲ့အမေမယုံမဟိုကောင်မလေးချင်းနေဘလို့လဲလေနောက်တနိုင်မှသတိရမယ်တဲ့မြန်တို့ကိုစောက်ခိုင်းထားတယ်မယုံအော်အမပဲကြည့်စီစဉ်လိုက်တော့ညီမပြန်တော့မယ်ဘိုင်ရန်အောင်လာလို့ဟုတ်ကဲ့ကားကိုကူးဆိုင်မောင်းတော့တောင်းတော့မယ်နောက်ရိတ်တတိပြန်ရလာတော့တယ်ညီမတတိပြန်ရလာပြီပေါ့အမကဖော်လိုက်လာပြီးတာအိတ်ရှာထည့်လိုက်လို့မြန်တို့စုသူမိတ်ကလေးမှအိတ်ရှာစီကိုဖုန်းခေါ်လိုက်တယ်အမကြီးကောင်မလေးတတိရလာပြီညီမဘာဆက်လို့ရမယ်လိုက်တာပို့လိုက်တော့တက်စီငါသွားပတ်ဆက်ပို့သေးရမလား9000မေကျန်တော့ရမှာလိုရာသူ့ဆိုင်ခိုင်းလိုက်တော့ဟုတ်အိရှာဆိုသူကခက်ဆောင်ပြီးပြောရေးဖုံးချသွားလေကဲညီမအမလိုက်ပို့ပေးမယ်တက်စီငါသွားမယ်တိလားချက်တော့ရောထောက်နိုင်ရဲ့လားဟုတ်ကျမရေတစ်ခုလုံးပုံလောင်နေရတယ်အင်တာဗျူးကလည်းကျင်းသေးပေါကြမယ်အသက်မိုင်ရှင်ကိုလည်းတီးခွင့်မရခဲ့ဒီလိုနဲ့လုံးပါပါတော့မယ်တက်စီတူစီးနာပေမဲ့ဘေးနာကအမနဲ့စကားတစ်လုံးမှပဲမပြောမိအာနာပေမဲ့ပြောဖို့အားမရှိအကြောင်းမပြောချင်မယ်ရောက်ပြီအမလိုက်ဖို့ပေးလို့ကျေးဇူးပါရှင်ဘယ်နဲ့လာမှလဲညီမတက်ဖို့အဆင်ပြေလား3 လမှပါပြေးပါတယ်မကျေးဇူးပါနော်ဝီချီတန်းကြီးပြောပြီးဖြည်းဖြည်းချင်းတက်လာခဲ့တော့တယ်စိုးလိုက်တဲ့ကညမရဲ့လို့ညီးတွားနေပြီးတော့တယ်မေယုံကောက်တတိထားမောင်းသွားရတယ်ဘိုက်ကအောက်နေရမို့ထိမ်မောင်းနေရတယ်ဟိုကောင်မလေးရောအစင်မပြေပါမလားလို့တွေးဖို့နေမိတယ်အတွေးတွေနဲ့မောင်းလာစဉ်ပရိတ်ကိုအမြန်ဖမ်းနေလိုက်ရတယ်အရှိကကိုလူကျော်တယောက်လမ်းဖြတ်ကိုခြင်းပဲဟာသိတော့မှာပဲလမ်းကိုဘလို့လက်ကူးနေရလဲမသိဘူးဘာမှဖြစ်သွားလဲမသိဘူးဆိုပြီးကားဘော်ကဆင်းလိုက်တယ်မင်းကောင်းကိုဘလို့လုံးမောင်းနေရလဲကွာတိုက်မိသွားဘလို့လုံးမလဲ
ရှင်မကလေလူကူမြင်ကြလဲမဟုတ်လမ်းကူးရင်ကားကြည့်ကူရတဲ့ရှင်တိုက်ရင်သေးတတ်တယ်ကားထဲမှာထွက်လာရင်မျက်နှာလှလေးတစ်စုံကြောင့်ထက်လေးသွင်းဒေါသတပွဲပြေးသွားရတယ်တော်တော်လှတဲ့မိကလေးပဲမင်းလည်းကြည့်မောင်းလေလူတရင်ထောင်ချတတ်တယ်ကွာထောင်ချတာနောက်ပါရှင်မအသက်ပေါ်ပါလို့လားဘိုက်ခေါင်နေပါလေဆိုပြဿနာပေါင်း1600နဲ့စော်တဲ့အဲ့ဒီမိမလာလေးကထက်လေးသွင်းတယောက်ရင်းနှီးကိုမြင်ဖို့နေရင်ဘဲမှာတွေ့ဘူးမှန်းတော့မသိရှင်ဘာမှဖြစ်ဘူးမလားအဲ့ဒါဆိုကျမသွားတော့မယ်ကောင်းပြီတော့စာတီးကိုတန်းနေရပဲရှင်လည်းယောက်ျားကြီးဖြစ်ပြီးတော့ကက်ကက်ကိုလန်းနေရပဲလေစကန်နယ်လေးနေရရင်မဲ့ထက်လင်းသေးစိတ်ထဲမှာတော့အဲ့ဒီမိကလေးကဘယ်မှာတွေ့ဘူးလဲဆိုတာကိုပဲတွေးနေမိရင်ဘလို့လူလဲမသိဘူးဝတ်ထားတော့မြန်မာစံလဲကလေးနဲ့ပစိုးနဲ့ရန်တွေ့ရကြတော့မိမကြီးကြားနေရပဲလို့တုတ်ဖပြောပြီးမောင်းထွက်လာခဲ့တော့တယ်ဒီနေ့ဘာတွေဖြစ်နေမှန်းကိုမသိဘူးအကုန်လွတ်လဲချောချောခြေထောက်ကတည်းကကြောင့်အနာရှိန်တက်ပြီးဖျားပြီလေအမောင်အောင်ကလေးနဲ့အဆောင်တူငှားထားတာမို့တော်သေးရဲ့ဝိုင်းပြသူရှာကြတယ်အေဂျင်စီကဖုန်းဆက်ပြီးတဲ့အင်တာဗျူးဝင်တာအဆင်ပြေလာတယ်ပြည်ရင်လို့ဝင်ပြောလိုက်တော့တယ် Wi-Fi ဆက်တက်ထားရေးလိုင်းကိုတော့အမြဲဖွင့်ထားဖြစ်တယ်မက်ဆေ့ချ်ဆောင်ဝင်လာတိုင်းရှင်ခေါ်ရတယ်ကြည့်လိုက်တော့မက်ရတီပဲအရန်ပြောသွားရသူကကျမပဲဟိုင်းနှောက်ရိပ်အမဒီကောင်ကိုတိတ်မသုံးဖြစ်ဘူးဘာရေးကြီးပြောကြရှိလို့လဲဟုတ်မနောင်မေးချင်တာလေးရှိလို့ခုတော့နေမကောင်းနေလို့စာသိမ့်မြဲနေဦးမဟဲဘလို့ဖြစ်တာတော့အစည်းတဲ့အသေးစားဖြစ်ပြီးကြောက်တန်းကြောင့်အနာရှိန်တက်ပြီးဖျားတာမှအင်တာဗျူးကိစ္စတော့မပြောပြဟုတ်လားအခုရောက်တက်တာရလားညီမတက်တာပါလေနောင်ကိုဖုန်းနံပါတ်ပေးပါလားနောင်နေကောင်းရင်လှမ်းဆက်လိုက်မယ်လေဟုတ်ပြီညီမဆေးရောတောက်ထားလားဟုတ်တောက်ထားတယ်အဲ့ဒါဆိုဒါပဲတော့မှခေါင်းနည်းနည်းကြိုက်လာလို့โอเคမင်းရောရင်အဲ့ဒါကြောင့်ကားကိုသတိထားမောင်းခိုင်းတာပေါ့ငါလည်းသတိထားပါလေအဲ့တော်သားကလမ်းကိုသူ့ရွာလမ်းမှာကူးနေတယ်လို့မစင်မကျင်နဲ့အဲ့နေ့ကတခုမှအစင်မပြေဘူးအင်တာဗျူးလာပြဲကောင်မလေးကလည်းဗျူးနေတော့တတိလက်သွားလို့ဟဲ့ငါမှလည်းမစ်စထရေးရှင်းကဖြစ်နေတော်တော်လေးကိုကတ်တီသွားတယ်ခဏတော့ဖုန်းလာနေလို့မေယောကခေါင်းကြီးပြလိုက်တာမို့ရတီဖုန်းကင်လိုက်တယ်ဟယ်လိုဖုန်းနံပါတ်စိမ်းမို့အတန်ကခတ်မမနှောင်းမှာအမဖုန်းပြောလို့အားရလိုက်ရင်ရတီမျက်နှာတစ်ချက်ပြောသွားတယ်ကိုသတိထားပြီးအားပါလေညီမရဲ့ဟိုလီအုံနောင်နဲ့အောင်စောထုဖို့ဆရာဝန်ကြီးဦးမြတ်ခါကိုတီလာမှညီမစုံစမ်းစရာလေးရှိလို့ပါရက်ဆက်မှတော့အစောထိရက်ဆက်ရတော့မယ်မသိဘူးညီမဘာလို့လဲရင်အမမေယောခါရဲ့အဖေကဆရာဝန်ကြီးဦးမြတ်ခါလို့တိတ်ထားလို့ပါအမကဆရာဝန်ဆိုတော့နီးစပ်လို့မေးကြည့်ရစိတ်မကောင်းအောင်ညီမရဲ့အမမသိလို့နော်ဟုတ်ကျေးဇူးတော်အမဖုန်းချလိုက်တော့မယ်နော်နောက်ရင်းနဲ့မေယောရဲ့ဘဝကမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားလိုပဲနီနီလေးမှရှိနေပေမဲ့တတိုင်းရင်တစ်ခုကကားစိတ်ထားရဲ့မနီးစပ်နိုင်မပေါင်းစပ်နိုင်ဘူးဘာတူလဲဟာအသိညီမလေးတောက်ပါတခြားလူကဖိလိမ့်လိုက်နိုင်ပေမဲ့ကိုယ်လိုက်ပြတော့ကိုမလိမ့်နိုင်ဘူးမေယုံအေးပြောလေငါတခုဖုန်းဖယ်ထားတာရှိလို့နေနောက်မှသိခဲ့တဲ့ဆိုရင်ငါ့ကိုမုန်းပါလားအစမ်းနေလောက်ပြန်ပြီမုန်းတော့မုန်းပါဘူးကိစ္စကြီးကြီးကိုဖုန်းဖယ်ထားရင်တော့ဥပမာဟာနောက်ရဲ့အကြောင်းကိုသိပေမဲ့ငါ့ကိုမသိဘူးလို့ညာထားတာမျိုးပေါ့အဲ့လိုမျိုးဆိုရင်တော့လုံးရလိုက်လေချင်းဆိုပြီးတော့စိတ်မကောင်းဖြစ်မိမှာပဲတော်တော်စကားတက်တယ်နော်နေမလဲဥပမာလေးနှောက်ရိပ်ပဲလားမုန်းဖို့ကောင်းလိုက်တာမနာလို့ဖြစ်ပြန်ပြီဟာကိုယ်တိုင်နောက်ကျောသားနဲ့အထိုးခံမှုမှသာနောက်ကျောသားနဲ့အထိုးခံတဲ့ရတာကိုကောင်းကောင်းကြီးသိနေလိမ့်မယ်အမေသမီးနေမကောင်းဖြစ်နေရတဲ့တရားပြောလို့တရားဆိုသည်မှာနှောက်ရိပ်တို့ညီမဝန်ခွဲပါနှောက်ရိပ်နဲ့တူတူအဆောင်ငှားနေကကြောင်းတစ်ဖက်နဲ့လှုပ်လှုပ်နေသူပါပဲဟဲဘာဖြစ်တာလဲတော့ချက်တောင်းခေါ်လေပြီးအဲ့ဒီတရားကအနာရှင်တက်ပြီးတော့ဖျားတယ်ပြောတာပဲသမီးစာပို့ပြီးမေးထားကိုလည်းဘာမှပြန်မပြောဘူးဘယ်နည်းကဖြစ်တာလဲလေကိုရန်ကုန်သွားရနေကပဲခုရောကောင်းသွားပြီလားတိတ်တော့မကောင်းသေးဘူးတဲ့မိနောင်ဘာဖြစ်လို့လဲမေနေမကောင်းလို့တဲ့တာကြီးရန်ကုန်သွားရနေကပဲချော်လဲတာကနေအနာရှင်ကြောင့်ဖျားနေရတယ်အိမ်ကိုဖုန်းလေးပါလေးဆက်မပြောဘူးသူ့ကိုအိမ်မြောက်ခေါ်မှစိုးနေရလားမသိဘူးတိုက်တိုက်ဆိုင်ဆိုင်ပဲတားလဲအဲ့နေကကားတစ်စီးနဲ့တိုက်မိတော့မလို့ဒါနဲ့လေအဲ့ကားဝက်ကကောင်မလေးကိုရင်းနှီးကိုမြင်ဘူးနေရဘယ်မှာမြင်ဘူးမှန်းတော့မသိဘူးစော်တာတော့တော်တော်စော်တယ်ဟမ်ကောင်မလေးကချောတယ်မို့လားချောတဲ့ကောင်မလေးဆိုရင်ကိုတို့ယောက်ျားတွေကမြင်မှုသလိုလိုရင်းနှီးသလိုလိုနဲ့ဇက်လန်းတွေကျင်ကြတာမလားစကားကောင်းပြောနေအမေသမီးကဝင်နှောက်ရှက်တယ်စင်းလေးတယောက်အကိုဖြစ်သူကိုရှာထုတ်ပြကပြောင်းပြလိုက်တယ်ဒါနဲ့လေအမေတိလားမတ်မီယုံခကတကယ်ရကုန်မနေရဟိုတနေ့ကဒီမြို့မှာတာဝန်ကျနေတဲ့ဆရာဝန်တယောက်သမီးပုံမှာဝင်မှန်ထားတယ်သူ့ဖေကလည်းအထူးကိုဆရာဝန်ဆိုပဲပတ်ဆက်တော့ချမ်းသာကြမယ်ပုံပဲဟာခုမှသတိရတော့တယ်ဟိုနေ့ကကားနဲ့တိုက်မလို့ဖြစ်ခဲ့တာအဲ့မင်းလေးခဆိုရဲ့မိတ်ကလေးပဲချင်းင်းပြောမှမျက်စိထဲမြင်အောင်လာတာမိနှောင်းတော်တော်တာပဲရုပ်ကိုတပုံစံနဲ့တူအောင်ဆွဲထားနိုင်တယ်လှတာတော့တော်တော်လေးကိုလှတယ်ဟေးဟုတ်လားအဲ့ဒါဆိုရင်တော့မကြခင်ရှာတွေ့တော့မှာပေါ့မြန်မြန်ရှာတွေ့လေအေးလေမဟုတ်ရင်ဖုန်းကြီးအမှုရွာပတ်တယ်လို့ပဲငါတို့မှလည်းမေယုံခဆဲနာမည်နဲ့ရုပ်နဲ့ကိုအလွတ်ပင်ရှာနေပြီအမေကသာအလွတ်ရှာနေရအမေသားကတော့တက်တိုက်ဆိုင်ဆိုင်တွေ့ရတာတော့မမှတ်မိဘူးဟိုကချောတော့မှုန်သွားနေမှာပေါ့ဟာ
ငါလို့ရင်တော့သေတော့မယ်မောစရာလားချောတဲ့မိကလေးများငါကမမြင်ဘူးတာကြာနေရပဲနေသားမမြင်ဘူးမူးမြစ်ထင်ပြီးဟိုမြောက်ဒီမြောက်နဲ့ကြိုက်နေရကိုနော်မဆိုင်နိုင်ထဲ့မပြောနဲ့သူ့ချစ်သူအကြောင်းပြောရင်ကက်လန်နေတတ်တဲ့ချင်းင်းနှုတ်ခမ်းကိုထော်လန်ကအကိုဖြစ်သူကိုရှမ်းတွေ့နေရင်ကဲတော်ကြတော့တွေ့ရနဲ့ကြိုက်ကြပါပဲသူမြောက်မောင်နှမရဲ့ဆိုရင်အကိုနဲ့ညီမဆိုရင်ရန်ဖြစ်တယ်ဆိုတာရှားတယ်ချက်လိုက်ကြတာနင်တို့ကတော့စကားဆယ်လုံးပြော7လုံးလောက်ကရှမ်းစကားတွေနားကြီးရဲ့တော်ကြတော့အဲ့ဒါဆိုကိုမမကိုဖုံးဆက်ပြီးဖြစ်ပြောပြလိုက်အောင်ပျော်သွားအောင်လို့အေးခုဝေးပြောလိုက်တော့မယ်ထက်လေးတင်ရှင်လင်းတက်ကြစားဖြစ်ညီမဖြစ်သူထဖုံးခေါ်လိုက်တယ်ဟယ်လိုမီနာနေမကောင်းဆိုတရောတတာပြီလားဟင်းနောက်နေမကောင်းတာကိုကမလို့သိတဒါချင်းင်းကိုလာပြောပြလို့နေလေးပါလေးမကောင်းရင်အိမ်ကိုဖုံးဆက်လေတခုအဖြစ်အတိပေးရမှာပေါ့အကိုဖြစ်သူကချင်းင်းထဲနောက်ရက်ကိုပို့ချက်တယ်အကိုတယောက်ဆိုတာတဲ့အမတယောက်လိုပွားစီဖြစ်ဆိုတတ်တယ်ဇီစာလေးချောင်းနေခုလဲညီမဖြစ်သူကိုတရင်ကောင်းရှိမပြောဘဲတမ်းပြီးဆိုတယ်တတာမအစုပ်လုံးမှမပြောပါနဲ့ဆိုတာကိုတွားပြောတယ်ကိုကလည်းတရင်လှမ်းမရလားလှမ်းဆိုတာလားပွားစီနဲ့တရင်ကောင်းလာပေးရဟဲ့မသိချင်တဲ့နေဘာတရင်လဲပထမဆုံးသားစာနဲ့လာကြတော့ရင်ပြောပြမယ်တရင်ကတော့အရန်ကြည့်တယ်ဖြစ်ရတယ်လာစားပြောတဲ့အင်တာဗျူးတောင်မအောင်ဘူးအလောက်ကဘယ်စီနေမှမသိဘူးပါလာတဲ့ပတ်ဆက်လေးတောင်ကုန်တော့မယ်ခိုမရေညှိလိုက်တာမင်းရုခကြောင်ပြောမလို့ထက်လင်းသိန်းထမ်းမမင်းရုခဆိုတဲ့တန်ကြောင်လဲနေရမှငုတ်တို့ထထိုင်လိုက်တော့လေကိုရန်ကုန်လာမယ်ပြောရင်ဒီကလေအပြန်ကြတော့ကားစီးနဲ့တိုက်မိတော့မလို့ဖြစ်သေးရဲ့ဟင်းဘာဖြစ်သွားသေးလဲဘာမှတော့ဖြစ်ဘူးဒါရင်မဲ့ကိုတိုက်မိလို့ဖြစ်တဲ့ကားကိုမောင်းလာဘသူလို့ထင်လဲကိုလည်းမြင်မှုသလိုတော့ရှိရဲ့ပေါ့ဒီနေ့ချင်းနေတဲ့စကားဆက်မိမှသတိရတယ်မင်းရုခမှမင်းရုခစီလှချက်ကတော့ရက်ဆက်တယ်စွာလဲတော်တော်စွာတယ်ကိုတန်ကိုနားထောင်နေပြီးရှင်နေတိန်ခုန်လာတယ်တွေးချောင်ကိုသိမ့်မလို့တော့ပဲမဆိုတာတကယ်ရှိနေရဲ့ဆိုတာသိကြသွားပြီပဲဟိုနေ့ကကြားတဲ့တန်ကမအတန်အစ်စ်ဖြစ်နိုင်တယ်မပြီးဆုံးနိုင်တဲ့အတွေ့နဲ့ကိုပင်ဘာမှပြန်မပြောမိသေးဟဲ့မီနောင်စကားပြန်လဲမလာတော့ပါလားအပြုံလုံးပြီးဝရွပြန်နေရလားကိုစကားကြောင့်နှောင်းဟက်ခနဲ့ရှင်ပြီးသွားတယ်နှောင်းလေးအင်တာဗျူးသွားဖြစ်နေကအတန်တော့ကြားလိုက်ကြတယ်လူတော့မမြင်လိုက်ရဘူးဒါနဲ့လေကိုသူဘလို့ဝစ်ဆောင်ဝဲထားလေအေးတေချာတော့မမှတ်မိဘူးဟာရုပ်လေးဟာကျော်တော့မျက်နှာပဲကြည့်နေမိရဟဲ့ပိုးနော်အဲ့ဒါနှောင်းရဲ့အပိုင်းဖုံးမကြောင်နဲ့ခုနကလေးကတုံရင်ကြောင်နေမိတယ်ဒါရင်မဲ့ထသွားထလာပုံစံမျိုးတော့မဟုတ်ဘူးရာထူးကြီးတွေဝတ်တဲ့ရုံးဝစ်စာမျိုးပဲသိတော့မသိကြဘူးဟာကျေးဇူးပါပဲကိုရနှောင်းတော့အဲ့လိုကိုပန်းဖြစ်အောင်လို့တွားရှာကြည့်မယ်တကယ်လို့တွေ့ရရင်တော့ကိုတလစာမဟုတ်ဘူး2လစာပေါင်းကြတော့မယ်ဟုတ်ပြီလားပြောနေဆိုတာတက်ပင်ပိုးရပြောနေမိတယ်ပြီးတော့တွေ့ရင်တော့ကိုနဲ့လည်းမိတ်ဆက်ပေးဟဲ့ညီမဖြစ်သူကိုစနောက်နေမိတယ်တင်လိုက်ပါလားကိုနော်ရံဘက်ဖြစ်သွားကြလို့လားဟာနေတို့တွေလိုက်လဲလိုက်တယ်တကယ်စွာတယ်တစ်ဖက်မှာညီမဖြစ်သူပြောနေသလိုကိုတိုင်းပင်ပြောနေမိတယ်ညီမဖြစ်သူရဲ့ဆန္ဒကိုဘလောက်တောင်ဖြည့်ပေးခြင်းနေကြလဲဆိုတော့ကိုတိုင်းသိဆုံးပါပဲကိုဖုန်းချလိုက်တော့မယ်တခုဖြစ်လဲဖုန်းဆက်ကြလားကျမလည်းကြည့်ဆိုင်ဟုတ်ကဲ့ဘိုင်းရင်ကိုကျမအရင်မပြောနေရတယ်တစားနဲ့တစားတွေ့ကြဖို့နီးခံလာပြီပဲမဟုတ်လားအတန်ပိုင်ရှင်လေးကမပဲဖြစ်လိုက်ပါတော့ကျွန်တော်အရှင်ကောင်းမရင်အဲ့ဒီနေရာတို့မကိုသွားရှာရမယ်ဒီတခါကညမကြီးရဲ့မျက်နှာသားပေးလိုက်ပါတော့ခခသမီးအင်တာဗျူးကိစ္စအဆင်ပြေလားဟုတ်ပါပြီခခပြူတဲ့၄ယောက်တော့အဆင်ပြေပါတယ်စီနီယာနဲ့ဂျူနီယာ2ယောက်ခန့်ပါဆိုတော့မမီကြိုက်တဲ့လူခန့်ပေါ့နောက်ဆုံးမှရောက်လာတဲ့ကောင်မလေးကတော့မရှိမွန်ပြူလိုက်တာတတိနဲ့သွားရဲဆိုရဲတယောက်လားဟုတ်တယ်မမီအေးလေတက်ခါများအင်တာဗျူးဖြေနေကြမှာပဲကျမ်းမကြီးရဆိုရင်မလေသူ့ကိုကန်ဆယ်လိုက်တော့မယ်ချန်နယ်၄ယောက်ကိုပဲမမီတစ်ချက်ပြန်ဆက်လိုက်မယ်ဟုတ်မမီတတိနဲ့သွားတဲ့ကောင်မလေးတွေစိတ်မကောင်းတော့ဖြစ်မိတယ်သူအစီမပြေပါမလားဆိုတဲ့စိတ်နဲ့တူအဲ့ဒီနေ့ကိုပြန်သတိရနေမိတယ်အတွေ့အကြုံကိုထပ်ပြီးဝင်လာတာကအဲ့ဒီလူပဲအစိုးရဝန်ထမ်းတယောက်ဖြစ်ရသူရဲ့ဝိစားစီရင်မှုကတတနာနဲ့ဥပဒေရုပ်လဲကောင်းနေခက်ခက်ညာနဲ့ယောက်ျားပြီးသားတယ်သို့တော်မိမတယောက်ကဲ့သို့ကက်ကက်လန်နေအောင်ရှမ်းလဲတွေ့သေးရင်ထူးခြားတာတကူကအဲ့ဒီမျိုးသားရဲ့မျက်လုံးနဲ့နှာခေါင်းကတယောက်နဲ့တူနေသလိုခံစားရတယ်မေယုကကုမ္ပဏီတို့နေတိုင်းမသွားမိခင်ဖြစ်သူအပြစ်မှာအပွိုင်မန့်တေးစရာရှိတာတော့ oversee သွားတာတော့တခြားအကြောင်းကိစ္စရှိတာပဲဖြစ်ဖြစ်မိခင်ဖြစ်သူမမသာရုပ်တတ်တယ်မန်နေဂျာရာထူးယူထားပေမဲ့မိခင်ဖြစ်သူမမတဲ့ချိန်ဒီမှာသာကိုစားအုပ်ချုပ်ပြီးတလမှာ10လောက်ပင်ရှုံးမတဲ့သူ့ကိုယ်ပိုင်ဖုရှော်လေးမှာပဲအချိန်ပြည့်ရှိနေတတ်တယ်ဘုရှော်နဲ့တူ stationery shop လေးကိုပါတွက်ဖွင့်ထားတယ်စီးပွားပြမဟုတ်ပေမဲ့ဝါနာပါရေးတော်ဖွင့်ထားကြမှာပဲအရင်ကတည်းကအဲ့ကဲ့သို့သောဆိုင်လေးမျိုးကိုသာဖွင့်ကျင်းခဲ့တယ်မိဘတွေကအလိုလိုက်ချင်တဲ့နေရာသာမိခုံရန်ကုန်လိုက်တာမလိုက်ချင်ဘူးဆိုရင်လည်းတင်အောင်ပြောလဲလကားပဲမမီလောက်ကိုဝိုင်းကိုပေးမယ်ဆိုင်လေးဆိုင်တော့ထောင်ပေးပါလို့အပေးကြီးလုံးမှာအဲ့ဒီဆိုင်လေးကမတီးပေးခြင်းပါပဲနောက်ရီတယောက်မနေ့8နာရီလောက်ကလေးကရုံးရှည်ရောက်နေလေရဲ့အစာမတန်ခေါ်နေရဲ့ရှင်ကိုလက်နက်ဖိပြီးရုံးဝင်မဲ့ချိန်ကိုစောင့်နေမိတယ်
ရုံးရှိကိုဆက်ရောက်လာတဲ့ဖေရီကားပေါ်မှာတယောက်ရေးတယောက်ဆင်းလာကြတဲ့ဝန်ထမ်းတွေတယောက်ချင်းစီတခြားကြည့်နေပေမဲ့တွေ့ချင်ခဲ့တဲ့မျက်နှာရစုံကိုတွေ့ခဲ့မရှာအဲ့ဒီကိုပိုင်းကားတစ်စီးထပ်မံဆက်ရောက်လာပြန်ပါပြီမဝေဝေရဲ့လှမ်းကြည့်ပေမဲ့ကားပေါ်မှာဆင်းလာသူမှာအသက်ရဲ့ခံမရခက်လာအောင်လို့ပြောနေရဲ့အမျိုးသမီးကြီးတယောက်ပဲနှောင်းရိပ်တက်ပြင်းချလိုက်ပြီးတော့တယ်တကယ်ဆိုကျမလက်လျှော့ကျင်လာပြီမျက်နှာသားမပေးတဲ့အကန်တရားကိုလည်းစိတ်ကုန်လာပြီတယောက်တည်းတစ်ဖက်သက်ဖြစ်ပြီးအလောက်တွေ့ချင်နေရလားဆိုပြီးတော့လေတန်တယောက်ဝင်မိတယ်မကရောငါ့ကိုရှာတွေ့ဖို့ကြိုးရောစူးစမ်းနေရလားဟူးလေပုံများမှုတ်ထုတ်ကလေးပင်နဲ့ခြေလမ်းများပြီမေယုတယောက်ရှင်ကတော့ဆိုင်မှာထက်သမျှစောင်းအုပ်တွေဖတ်နေတတ်ပေမဲ့ဒီနေ့တော့ဖုန်းကြီးလှိမ့်သုံးနေပြတော့တယ် Facebook သုံးနေရမှာဖြတ်ခနဲ့တတိယသွားတယ်ဆက်ရှင်းပေါက်ကနေပြီးနှောင်းရိပ်သွင်းတဲ့နာမည်လေးကိုရိုက်ရှာလိုက်တယ်မြန်မာလိုရှာတော့မပေါ်အင်္ဂလိပ်လိုထည့်လိုက်တဲ့အကောင့်တစ်ခုပေါ်လာတယ်ကာဘာတင်ထားရဲ့ပုံကိုကြည့်ပြီးမျက်လုံးပြူသွားရတယ်မိမိရဲ့ပုံပဲခဲပကြီးနဲ့ဆဲထားခြင်းမှာပဲရှင်းနေအခုံမြန်လာတယ်အရှင်ကဘာလို့ဒီလိုမျိုးရှာဖို့ကိုမေ့နေရတယ်လဲဆိုပြီးကိုယ့်ကိုအပြစ်တင်နေမိတယ်တို့ရင်ပဲလေ Facebook အကောင့်ကိုတောင်ဖွင့်ထားပြီးသုံးမှမသုံးတာဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲအကောင့်ထဲဝင်ကြည့်လိုက်တော့တယ်ဟောတခုလုံးခဲပကြီးကိုပုံစံမျိုးနဲ့တင်ထားတာမဆွေစာလုံးနဲ့သာရေးထားတယ်တကယ်ပဲနှောင်းရည်ရဲ့အကောင့်ပဲနှောင်းရည်မကိုရှာနေခဲ့ရလားမနှောင်းကိုရှာဖို့ခွင့်ရမရှိခဲ့လို့မရှာမိခဲ့တာပါကြာလာရဲ့မျက်ရည်နဲ့တူ Fred Rocket ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တယ်တပြည့်ညက်ထဲမာမီစီမှာဖုံးဝင်လာတယ်ခခကြီးမာမီကိုတနေရာသွားပေးမလားမာမီလည်းဒီမှာလုပ်တယ်လက်မလဲဖြစ်နေရဲ့ဟိုဘက်ကလည်းဝန်ထမ်းနဲ့မတွေ့ချင်ဘူးတထင်းနဲ့ပဲစကားပြောမယ်ပြောနေလို့ကြော်ညာကိစ္စနဲ့အဲရာတက်နေတော့တမီးသွားဖြစ်ရှင်းပေးမလားရရဲ့လေမာမီခခသွားပေးမယ်လေလိပ်စာပို့လိုက်โอเคဖီးနေရာလေးတောင်အချိန်ပြတ်သွားရတယ်မြေရီတုပ်ပြီးမာမီလွတ်တဲ့စီကိုသွားလိုက်တယ်ဝင်းနေဆိုရင်ကြီးပြူငါစွာနှုတ်ဆက်လိုက်တဲ့ဝန်ထမ်းမလေးကမေးယုံပြုံးပြလိုက်တယ်ညီမတို့တထင်းနဲ့တွေ့ဖို့ချိန်ထားတယ် Green Sky ကလာရလို့ပြောပြီးနော်ဟုတ်မှခဏဆောင်ပြီးနော်ညီမသွားပြောလိုက်မယ်ဟိုက်တော်တော်လာတဲ့မြို့သမီးပဲတို့ရုံးကဟိုင်းနေတော့ကြွာပါအပြေကပြန်လာခြင်းဖွန်တန်းကြောင်နေဝနာမေယုံကြားပြီးမယ်မကြားကြအောင်မေးဆောင်နေလိုက်တယ်ခဏကြာတော့တတိဆိုသူဆင်းလာတယ်ကိုယ့်ဘက်ကအမားလောက်ထားမိတာဆိုတော့မျက်နှာကိုလိုရာထက်ပိုရပင်ပြုံးထားမိတယ်မင်းမမီမလာဘူးလားခမမပဲမေးလိုက်တဲ့တတိဆိုသူဟုတ်တယ်အကေမမီအိုဘာစီးသွားဖို့ပြင်နေရတဲ့ခခကိုလှုပ်လိုက်တော့အန်ကယ်စိတ်ကျင်တဲ့အထိခခတို့ဘက်ကအကုန်ပြန်လုပ်ပေးပါမယ်အခုလိုဖြစ်သွားတာအတွက်လည်းတကယ်စိတ်မကောင်းပါဘူးအန်ကယ်ခခတို့ရဲ့ပေါ်ရော်မှုပါချောင်းမလာပါတဲ့မိမလာလေးရဲ့ကြိုကြိုနွန်နွန်တောင်းမှန်တဲ့ကြောင့်တရုတ်တတိဒေါသပြေးရပြီလေအဲ့ဒါဆိုကုန်းကြားစီကိုရောကျုပ်တို့ဘက်ကထပ်ပေးရမှာလားမပေးရပါဘူးအန်ကယ်ဒီလောက်အပေါင်းလေးနဲ့ဖောက်တဲ့တရားအဆုံးရှုံးမခံနိုင်လို့ပါခခတို့ဘက်ကပဲအစားအဆုံးအကုန်ပြန်လုပ်ပေးပါမယ်ကောင်းပြီလေဒါဆိုလေအန်ကယ်လည်းအပြင်သွားရမှာမို့အော်ဟုတ်ကဲ့ပါအန်ကယ်ကျေးဇူးပါရှင်မမီးရဲ့အကြောင်းကိုခခတည်ရဲ့အရင်ရတဲ့ကစတမာကြောင့်ခခကိုလွှတ်ချင်မေခခကရုပ်ချောသလောက်အပြောကောင်းတယ်မဟုတ်လားဝနရဲ့နင့်မလည်းရုံးကမိကလေးပတ်ပြီးဖွန်ကြောင်လို့ဝါတော့အခုတော့အပြစ်မြင်ပြီပေါ့ဟုတ်လားနေညှိုးနေရအောင်ဘလောက်ထားလို့လေဟိုမှာသွားတော့မယ်အမကြီးကြည့်လိုက်ချိုးချက်ကြီးကဗျာတရေတမြမြနဲ့ဝနတယောက်ကြိတ်ပြီးအမှတ်တွေပေးနေမိတယ်မနှမ်းမိုးလှမ်းကြည့်လိုက်တယ်အဲ့ဒီမျိုးလေးရှိနေတဲ့နေရာနဲ့မနှမ်းမိုးတို့ရှိနေတဲ့နေရာမှာမနီမဝေးမို့ရှင်းရှင်းလင်းလင်းမြင်ရတယ်ဟဲ့တော့အဲ့ဒါနောက်ရ Facebook မှာပုံတင်ထားတဲ့ကောင်မလေးမှလားမေးရပါဆိုလားပဲမေးရနှကောက်ဖွင့်ကအပြင်သို့ထွက်မဲ့ပြူနောက်ရဆိုရဲ့အတန်ကြောင့်တုံကလေးရှက်မိလေသားဖြစ်သွားတယ်တခြားစကားသံတွေကိုလစ်လျူရှုနိုင်ပေမဲ့အဲ့ဒီနာမည်ကိုတော့လစ်လျူရှုနိုင်တလဲချင်းအဲ့ဒီမှာရှိရသို့ရှောက်သွားလိုက်တော့တယ်ဝနာကတော့သိစီလာတဲ့တင်ပြီးပါဇက်ကြီးဖြီးကအပြပင်ကိုဘူးနေတော့တယ်ခုနကနောက်ရဆိုရဲ့အတန်ကိုကြားလိုက်လို့အတိလိုက်ရင်စိတ်လှရှားနေအောင်ထိန်ပြီးအတက်နိုင်ဆုံးထိန်ပြီးမိလိုက်တယ်မနှမ်းမိုးကဖြစ်မဲ့ပြူဝနာမှာဟုတ်တယ်အတိရေးပါနောက်ရိတ်ကဒီမှာလောက်ဖွဲ့လေညီမကနောက်ရိတ်တီလားဟုတ်ပါတယ်အတိစွာတဲ့ပိုးပါတယ်အဆက်အသွယ်ပြနေကြလို့ဖုန်းနံပါတ်နဲ့လိပ်စာလေးပေးလို့ရှာမှရှင်ညီမနာမည်ပြောရင်ပေးမယ်လေအသားဝင်ယူတဲ့ဝနာဟဲ့ဝနာနေအသားလေးစမ်းနေကနောက်ရိတ်လိပ်စာရောဖုန်းနံပါတ်ပါသိလို့လားမနှမ်းမိုးမှဝင်ဟောင်းလိုက်တယ်အမကလည်းဗျာအဲ့တဲ့ရှိမှလာအော်နေရဲ့ညီမနာမည်ကမေယုံခပါနာမည်ရောလူရောအတန်ရောအကုန်လှတယ်ဗျာမေယုံလည်းသိကျင်တာရှိရမို့အဲ့ဒီမင်းနဲ့ယူဟာပြုံးပြကနေရတယ်ဒီမှာညီမဖုန်းနံပါတ်နဲ့လိပ်စာကျေးဇူးပါနော်အမညီမကိုသွားခဲ့ပြပါဦးမေယုံခုံပေါက်ပြလိုက်ခြင်းနဲ့တွေ့ရတော့မှာပဲဆိုရဲ့စိတ်ကရေစုံကိုမရမနာခုံနေစီရမဟုတ်ပါလားဖုန်းစင်ရင်ကောင်းမလားသူရှိရကိုသွားရင်ကောင်းမလားသူရောခခကိုတွေ့ရင်ပြောသားမလားအပြင်မှာလည်းရှင်လို့ချစ်စရာလေးပဲလားအတွေးတွေဖြစ်ဒီတခါတော့ကားကိုပုံမှန်ထက်ပို့ပြီးဗီယူဆိုင်မောင်းနေဖြစ်တယ်နှားရည်သွေးဆိုတဲ့အရှိကလေးရှိရာအရက်စီတော့ရှောင်းလာခဲ့ပြီတယ်သုံးလာပါဆိုတော့လေကားတစ်တွေကိုဖြတ်ကျော်ပြီးရနဲ့သူမလေးနဲ့တွေ့ရတော့မယ်သူနဲ့တွေ့ရတဲ့ဘာစကားတွေစပြောရမယ်မသိရင်းနေခုန်နေလိုက်တာများနားကပြင်ပြန်ကြားနေရတယ်တက်ပြင်းနေလေခဏခဏချနေမိတာဘဏ္ဍခါပင်မသိတော့လွမ်းလိုက်ရတာနှောင်းရည်
မအုံမိုးပေးမဲ့ထီးအောင်ခုံဝင်လှဲ့ပါပြီးရင်မရှင်ခွင်နဲ့ခုံဝင်လှဲ့ပါအပြစ်ကြီးတွေပေးဆက်ဖို့အတွက်ဖရာသခင်ကမြောက်ကျုံးကိုပြစ်ဒဏ်တစ်ခုအနေနဲ့ဆစ်လွတ်ခဲ့ရင်နောက်ရင်းနဲ့စုပ်တွေ့ခင်ပေးခဲ့တဲ့ကံကြမ္မာကတော့ဆွတ်လက်တပါပဲသူရှိရဲ့နေရာတွေတော့ရောက်ပြီးသုံးလောင်မောင်ကိုလေကားတွေစီတို့တရွေ့ရွေ့တိုးကန်လာမိတော့တယ်အဆောင်တန်ခုံရဲ့ရှင်စုံကိုလက်ဖြစ်ဖိပြီးအခန်းရှိမတ်တက်ရလိုက်တယ်အဲ့ဒီချိန်မှာပဲရေခဲအမှတ်3ဒီဂရီထဲရောက်နေတဲ့လူတစ်ယောက်လိုပဲတဘိုးလုံးချက်စိမ့်နဲ့တုံးလျက်တကားခောက်ဖို့လက်လန်းတာကိုပင်မနှဲလှမ်းနေကြတော့တယ်တကားခောက်ပြီးရတဲ့မျက်လုံးကိုမှိတ်ချလိုက်တယ်ဟာဘာတူလဲဟာတော့မဖွင့်မဲတကားလာခောက်နေရင်မက်ကြည့်ပြပဲမက်ကြည့်ပြဆိုဒီမှာနှောက်ရည်ရဲ့အမတဝမ်းခွဲပဲမနေ့ကနိုင်ရှစ်စင်ထားရရင်ခုချိန်ထိအိတ်နေတယ်မယ်အိမ်မဆုံဝါးနဲ့တကားရှိတော့ရှောင်းလာတော့တယ်အပေါက်ကနေဘာတူလဲလို့ချောင်းကြည့်ပြီးအိတ်ချင်းရဲ့မျက်လုံးပြင်ပြူးကျဲသွားတော့တယ်အမြင်မားတာထစ်ပြီးမျက်လုံးကိုပုတ်ကတေချာပြန်ကြည့်တယ်အမြင်မမဘူးနှောင်ရီပြောနေရဲ့မေယောခဆိုတဲ့အမျိုးသမီးပဲနှောင်ရီနဲ့ပတ်သက်သူမှန်သမျှမေယောခကိုမသိသူမရှိနှောင်ရီပဝင်းချင်မှာမေယောခကအရန်မင်းပေါ်ပြူလာဖြစ်တယ်မမေယောခမလားရှင်အမဟုတ်သိရဟုတ်လားသိတာပေါ့အမနာမည်နဲ့ရှုပ်ကနှောင်ရီပဝင်းချင်မှာမသိသူမရှိသလောက်ပဲလာမအထဲဝင်အောင်နှောင်ရီတော့မရှိသေးဘူးအမအပြင်သွားတယ်ဟုတ်လားကျေးဇူးပါညီမအဲ့ဒီမိကလေးမှရေးလေးတက်ခါကတကြောင်နှောင်ရီကိုမတိရတာကတကြောင်မို့ရေတော်နာတော့နည်းနည်းတက်တာသွားတယ်နှောင်ရီကတော်တာပဲတူအောင်ကိုဆွဲနိုင်တယ်နှောင်းဖယ်သွားလေညီမမသိဘူးမှနေလဲကောင်းတာမဟုတ်ပဲရှောက်သွားနေရဟိုနေ့ကအင်တာဗျူးသွားဖြစ်ရင်ချက်တောင်းခေါ်လဲပြီးဖျားသိရဲ့ဒါနဲ့အမဘလို့ရှာတွေ့ရလဲအလုပ်ကိစ္စနဲ့တွိုင်းအဲ့ဒီလောက်ကနှောင်းကိုသိရဲဆိုလို့မေးလာလိုက်တာအော်တက်ဆိုင်နော်သူ့ခံမြအမကိုလိုက်ရှာနေတာနှံ့နေရပဲအမသူ့စီဖုန်းဆက်ထားသေးလားဟဲ့မဆက်ဘူးလိပ်စာရတယ်ဆိုတက်လာလိုက်တာဘယ်ရောက်နေလဲမသိဘူးညီမဆက်ပေးမယ်နော်အမရောက်နေလို့တော့မပြောနဲ့နော်သူ့ကိုအံ့ဩစေချင်လို့ပါဟုတ်မမချီပြူကတစ်ချက်တန်းဝင်ရင်ဖုန်းဆက်လိုက်တယ်တစ်ဖက်ကဖြေတန်းကခတ်မှမှာပဲဟယ်လိုနောက်ရီနင်းပြက်လာနေပြီလားဘာလုပ်လို့လဲအတန်ကလည်းဟဲ့စိတ်ပြက်လက်ပြက်အတန်နဲ့မှားစရာရှိလို့မနဲ့မဝယ်ပေးချင်မှုစိတ်ညစ်နေရဲ့ဟေးအေးပါကြီးစကားပဲမဆုံးသေးနောက်ရီဖုန်းဆက်လိုက်တယ်အမတိုးလာနေပြီတဲ့ညီမရှောင်ပေးမယ်လေအပြင်ထွက်အောင်မယ်နော်တယောက်တည်းနေရဲမလားအေးညီမရေအားနာစရာကြီးရပါတယ်ရှောင်စရာမလိုပါဘူးအမကမရှောင်ခိုင်းလေအမချစ်သူကရှောင်ခိုင်းပါသွားပြီမကြီးချစ်သူဆွဲစကားကြောင့်မေရောမျက်နှာနှွေးကနေဖြစ်သွားရပြန်ပြီတစ်ဖက်မှာတော့တွေ့ကျင်တဲ့သူကိုတွေ့ခွင့်ရတော့မှမို့ရင်းနေခုံပြီးစောင့်မျှော်နေမိတယ်တစ်ဖက်မှာတော့တွေ့ကျင်တဲ့သူကိုတွေ့ခွင့်မရတာကြောင့်လောကကြီးကိုစိတ်ကုန်နေသလိုပဲတက်မဲ့ဟိုတီးနေကြမယ်လမ်းဘေးကနေရှောင်းလာတာကိုဟိုအဆက်အပြက်တီးပြီးအာယုံနောက်လုံနေကြမယ်ဒေါသကြီးလည်းလိမ့်လိုက်ထွက်လာတယ်ဟာဟိတ်နေဦးလီဟိုတီးနေရကိုအနောက်လေးတောင်လှည့်မကြည့်ဘူးအော်ရှင်ဦးအဲ့မျက်နှာမြင်တော့ပိုရေးပင်ဒေါသထွက်ရတယ်ရှင်ကမဟုတ်ပါဘူးအားကပါဟဲဟဲညီမတို့တိလိုက်လို့အဲ့ဒါနောက်ကလိုက်လာပြီးလာနှုတ်ဆက်တာဒီတခါတော့နာမည်ပြောပြတော့ရှင်အရန်အားနေလားလူကစိတ်ကြည်ညာမဟုတ်နော်ရုပ်ကမျက်နှာရှူးရှုံနေစိတ်ထဲမှာတော့ပြည့်ပြည့်နေနေစိမ့်စုံနေမိတယ်ဟာမင်းအဲ့ဒါတော့နည်းနည်းများသွားပြီလူကမျက်နှာရှူးတယ်နာမည်လေးမေးရဘူးတင်ပုတယ်ကဲရပြီလားရရင်ဖဲဟာနာမည်ကြီးကလည်းတင်ပုတယ်ဘာလဲရှင်ကလှောင်လာလားမဟုတ်ပါဘူးနာမည်အမှန်မေးနေရဘူးဘာလဲကျမရုပ်ကရှင့်ကိုပီတီတီလုံနေတဲ့ရုပ်ပေါ်လို့လားဟာမင်းကလည်းခြေလိုက်တာကွာကိုဘွားမှာဘယ်မိတ်ကလေးချီတာမှမခံရဘူးဘာလဲစိတ်မကောင်းဖြစ်သွားလားဖြစ်သွားရင်တီးလိုက်နော်စိတ်ကြည်နေမှာမဟုတ်ဘူးဒေါသတွေရှင့်ပေါ်ပုံကျလာလိမ့်မယ်ပြောရင်းဆိုရင်တိုးဖယ်ကထွက်လာခဲ့တော့တယ်မြန်မရှောက်နိုင်တဲ့ခြေလမ်းတွေကိုလည်းမုန်းနေဘေးကဖြစ်သွားတဲ့လူတွေကိုလည်းမုန်းနေမပြီးနိုင်မစည်းနိုင်တက်နေရတဲ့လှေကားတွေကိုလည်းမုန်းနေကိုလည်းမုန်းနေအခန်းရှိရောက်တော့အိတ်ထဲမှာတော့ကိုလေးဖင်စွာနဲ့ထုတ်လိုက်တယ်ဟာတော့ဖင်တယ်ကြားတယ်နှောင်းလာရင်းနဲ့တွေ့ရင်းနေတတိုင်းခုံလာပြန်ပါပြီတကားနောက်မှာမေရွန်းတယောက်ပုံနေမိတယ်ကြည်ဆိုရဲ့တကားဖွင့်တယ်မှာမေရွန်းအတွက်ရင်ခုန်ဖို့အလွန်ကောင်းတယ်တကားလက်ကန်ကိုတွန်းကဝင်လာတဲ့နောက်ရိတ်ကတော့မေရွန်းကိုတွေ့ပေါ်ပေါ်နောက်ရိတ်တကားပြန်ပိတ်ပြီးချိန်မှာတော့နောက်ရိတ်ကိုနောက်ကနေတင်းကျပ်စာဖတ်ထားလိုက်တယ်ဘသူဖတ်မှန်းမသိရဲ့နောက်ရိတ်တယောက်ကတော့လှက်ဖြတ်သွားတယ်ဟဲ့ဘာလုပ်တာလဲလှွတ်နော်ငါစိတ်တူလာပြီငါမကြိုက်ဘူးလို့လှုံအဆန်ကိုအော်နေတော့တယ်တို့ရင်မဲ့ကြားလိုက်ရတဲ့အတန်းကြောင့်နှလုံးခုန်တန်းကစက္ကနဲ့ပုံမြန်လာသလိုလူပင်လေတဲ့မြောက်တက်သွားသလိုတကယ်စိတ်ဆိုးမှလားတကယ်မကြိုက်ဘူးလားဟမ်ငါနားကြမလားဘာလဲဟာဆိုရင်စိတ်ဖြစ်တူဝေသွားတယ်မဟုတ်မှလွယ်ရောငါအရင်တစ်ခါတော့တိတ်မိပြီးတနေရာရာရှောက်နေပြန်လာလားခဏလေးအတွင်းအတွေးပေါင်းစုံတွေးလိုက်တော့တယ်မင်းနေလေတကယ်စိတ်ဆိုးမှလားတကယ်မကြိုက်ဘူးလားမလားရင်မလားလို့မြေရီကြလာပြီးမိကွန်းပြတ်ထုံးပြီးတယ်ဟုတ်တယ်အရေးရှိရဲ့စီကိုမရှောက်လာပြီလေမကတိတီးရဲ့မဟုတ်လား
နောက်ကျောင်းမှလာမိရဲ့အတွက်တောင်းပန်ပါတယ်ချစ်သူရဲ့ပြောရင်းနဲ့ပြီးနှောက်ကိုဆွဲနေလိုက်တယ်မင်းချင်းဆိုင်နေထားဖြစ်သွားတော့မှလွမ်းနေခဲ့ရတာနှောက်ရဲ့မကိုရှာနေခဲ့တယ်ဆိုမလေးရှာနေခဲ့တာပါပဲနှောက်လဲလွမ်းနေလွမ်းနာထက်ကိုပို့ပါတယ်မရဲ့အခုတော့ကညမကနှောက်တို့ရဲ့ချစ်ချင်းမြတ်တာကိုအတိမတ်ပြုပေးလိုက်ပြီးပြောလိုက်တာမရဲ့နေရာစလုံးမျက်ရည်ဆိုင်နဲ့တဖြည်းချင်းနီးကပ်လာတဲ့အသက်ရှူတန်းနေနွေးနီရဲ့နှကန်းနှစုံရဲ့ထိကန်နေမှုရေကုန်တွေကအခုတော့စစ်လှုပ်ရှားလို့ခုံတာမဟုတ်ပဲရေပေါ်တိုင်းမလို့ခုံနေရခုံပဲတယောက်နဲ့တယောက်တင်းရစွာဖတ်ထားရမှာအနမ်းနေရက်တက်လိုက်ပြီးနောက်ရီကိုမီရုခတယောက်ရှင်းခွနဲ့ဆဲသွင်းလိုက်တော့တယ်နှလုံးသားကြီးထထူကြသွားမှတော့အနမ်းမိုးတွေရောက်သွန်းနေရအဆက်နဲ့ကြတော့မဟုတ်နောက်ရီမီရုရင်ငယ်တွေကနေရှုံးထွက်လိုက်တယ်မဘလို့ရှာတွေ့ခဲ့ရလဲနောက်ပြေရှာလိုက်ကြတာအတန်လေးပဲကြားခွင့်ရပြီးလူကိုတွတ်ခဲ့မရလို့ရှော့တောင်ရသွားသေးရဲ့အင်တာဗျူးလေးကဖြစ်ကြောင်းကိုစီကိုမေယုံကအကုန်ပြောပြလိုက်တယ်။အဟောင်းမှုတွေမဖြစ်တော့ပဲချစ်သူဖြစ်သူကိုသာပြုံးပြီးစိုက်ကြည့်နေတော့တယ်။နောက်မှကိုဘလောက်ချက်